ရှင်ဘာတွေရှုံးချက်လုံးလာပြန်ပြီတော့ဘာဖြစ်လဲယောက်ျားလို့တမြောက်မကောင်းမြင်နေရတာတော့ဒီချက်ကိုရှင်ဘလို့ရလာလဲလူရင်းတော်ရှင်ပြောကျက်တကောင်2000အရန်တန်ဖိုးစိန်တက်လူစက်တူဝဲတက်လူပတ်စံမရှိဖိုးစိန်စီ1000ချီဒါပဲဘာပတ်စံချီပြီးတော့ဝဲလာတယ်ကိုစီမှာပတ်စံမရှိတော့ခင်ဗျားစီကချီပြီးဝဲလာကြလားဝဲလာစီကလားဟမ်ပတ်စံမရှိတော့မသိဘူးလားငါလို့နေအောင်မိမရေခဏလေးနေပါဦးဟာမနှင့်သားနော်ခစ်တလုံးလေစက်ပေါင်စက်တိုင်းနဲ့မကိုက်တာဘယ်လောက်ကြာပြီလဲအဲ့ကြောင့်ငါဝဲလာတာပါဟာBaby Layla, Lady Jila, မကြိုက်သူမရှိတာပတ်စံပဲ yeah ဟာမစီတကယ်ဖြစ်လာပြီငါဖြစ်ချင်တော့ဟောစီပွားမှန်တကယ်ဖြစ်လာbossy bossy bossy မောင်ပါလေဘလို့ခေါ်လိုက်တယ်မောင်ကိုချစ်လို့မောင်လို့ခေါ်မယ်မောင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 ် bossy bossy ခုနကတပြက်စီးလဲနေတယ်သူနင့်ဖိမတရားဝမှာချထားတယ်ခွက်ကိုငါမမြင်ဘူးများမှတ်နေတာဟမ်ဒီငါ့ကိုဘာလို့လိန်ကျင်ရတာပြောစမ်းဟမ်နင်ငါတော့မထိနဲ့ဆိုမထိအမျိုးလုံးမထုတ်ပါနဲ့နော်နင်ပါစက်ကိုပိတ်ထားဒီနေ့ကစပြီးနင်ငါ့ဆိုတာဘာမှလုပ်ချင်ဘူးဖဲငါနဲ့ဝဲဝဲနေဟဲ့ကျမမှာခင်ပွန်းနဲ့သားလေးရှိရဆိုတော့ပြောခဲ့ဘူးပါကျမကိုအိမ်ပြန်ပို့ဖို့တောင်းပန်ခဲ့ဘူးပါဒီမှာမပြောပိုက်ပဲနဲ့နေခဲ့ကျမအိမ်ပြန်ပို့နေပါဘယ်နည်းမှမဖြစ်နိုင်ပါဘူးတခင်ရဲ့အရေးအယောင်စက္ကန့်မဲ့ကျုပ်တို့ရဲ့ခေါင်းဆောင်ဖြစ်လာမယ်တခင်လေးပြန်ဖို့ဆိုမဖြစ်နိုင်ပါဘူးရာကျိုးပြန်ပို့ပဲမကျမမိသားစုလေးနဲ့ပြန်ဆောင်ရမှာကျုပ်တောင်းမှန်ပါတယ်ဗျာကိုစိတ်ပွားကြီးအခုလိုလွတ်လာတာကျုပ်တော့တော်တော်ဝမ်းသာတယ်ဗျာမကြီးသီးတတ်မှုနဲ့ဖမ်းတာလည်းခင်ဗျားပဲအခုကျုပ်လွတ်လာတော့ဝမ်းသာတယ်လို့ပြောရတယ်ခင်ဗျားပဲကိုနေမောင်ခင်ဗျားပြဇက်ကနေတာတော့မဟုတ်ဘူးနော်ကျုပ်ကိုထင်မလွဲပါနဲ့ကိုစိတ်ပွားကြီးကျုပ်ကအထက်ကခိုင်းတဲ့အမိတ်အရာခင်ဗျားကိုဖမ်းလိုက်ရတာပါအထက်ကလည်းဥပဒေဘက်တော်သားဖြစ်ပြီးတော့ခမည်းအထက်ကအမိန်နာခံနေတော့မဲ့ဘူး
အော်လီဗာတန်းအေးရဲ့စနစ်ကြောင့်ကိုစိတ်ဖွားကိုလူသက်တရခံလို့ဆွဆွဲခံရပြီမဲ့လွန်ခဲ့တဲ့3ရက်လောက်ကအကြီးသီးကိုဖမ်းမိတဲ့အတွက်ကိုစိတ်ဖွားရဲ့အမှုကိုရုံးတော်ကပတ်လက်လိုက်တာပါကိုမောင်အကြီးသီးကြီးသေးကိုမမိဘူးဆိုရင်ခမကျုပ်ကိုကျိုးစင်အထိပို့ဖို့မှာမဟုတ်လား အမှန်တရားဆိုတာပုံကွယ်ထားလို့ရတယ်ဗျာဟုတ်ပါဘူးဗျာဘလို့ပဲဖြစ်ဖြစ်ဗျာဟောဒီကဘာမြေပြင်ကြီးပေါ်မှာကိုစိတ်ဖွားလူတော်တယောက်ဆက်ပြီးတော့အသက်ရှင်ခွင့်ရတဲ့အတွက်ကျုပ်တကယ်ဝမ်းသာတာပါဗျာကိုနင်းမောင်ခမရဲ့အုံနောက်ကိုအလုတ်ပေးမဲ့ကျုပ်လိုလူရှိသေးလို့ခမဝမ်းသာတာမဟုတ်လားသူတို့ကိုသူတို့အသာစီးယူပြည်သူကိုဒုက္ခပေးနေတဲ့အစိုးရအောင်စိတ်ဖွားလုံးဝလက်မခံပြည်သူလူထုကလည်းလုံးဝလက်ခံမှာမဟုတ်ဘူးအဲ့လိုမတရားမှုတွေနဲ့လဲပတ်နေတဲ့စနစ်ဆိုးကြီးရှိနေသမျှဒုက္ခရောက်တဲ့လူတွေကိုစိတ်ဖွားကာကွယ်ပေးနေနောက်တစ်ချိန်ကြိုးစင်ပေါ်ကိုရင်ကော့ပြီးရောက်လာအောင်ပါမှန်တရားဘက်မှာစိတ်ဖွားအမြဲရှိစိတ်ဖွားဆိုတဲ့လူကြီးတော့မှနောင်နာရမှာမဟုတ်ဘူးနော် ပရိုဖက်ဆာဒေါက်တာစိတ်ဖွားဆိုတာအဲ့ဒါပဲလေကွာ စိတ်ဖွားရင်ကြောက်ကြနိုင်ဝင်ဆိုလို့ရတော့ဗျာခမည်းကို Professor ဒေါက်တာစိတ်ဖွားပွဲပေးလိုက်ပြီဗျာဟုတ်မင်းတို့ငါထောင်ထဲရောက်တော့က Professor ဒေါက်တာစိတ်ဖွားလို့ငါ့ကိုနာမည်ပေးခဲ့တဲ့အုပ်စုပါပဲဟုတ်တယ်လေထိတ်ကြလေဆရာစိတ်ဖွားရဲ့နေစမ်းမမင်းအခုဓမြတိုက်စားလုံးမဲ့လားမလုပ်တော့ပါဘူးမကောင်းတဲ့လို့မလုပ်တော့ပါဘူးအဲ့လိုအဖော်ကောင်းလို့ပါဆရာစိတ်ဖွားရဲ့ဆရာစိတ်ဖွားအောင်ကျတင်းချိုင်းကုန်ရထားတယ်ဆရာစိတ်ဖွားရဲ့တင်းချိုင်းကုန်ရတာရွှေအိုးရတာကြားကြပဲဘာလို့မှလဲဟိုတက်ဆောက်ပဲလေဟမ်ဟိုအဲ့မှာကျွန်တော်ခေါင်းဆောင်ဖြစ်နေပြီခေါင်းဆောင်ဖြစ်နေပြီအဲ့ဒါဆရာစိတ်ဖွားကိုလေဟိုကျွန်တော်အရေးချင်းတော့ဖြစ်ဘူးဆရာစိတ်ဖွားကျွန်တော်ရဲ့ခေါင်းဆောင်ဖြစ်ခန့်ရင်လည်းအားကြောင့်ထောင်ဝထွတ်လေးကိုလာကြိုးနေတာဆရာစိတ်ဖွားလောက်ပါဆရာစိတ်အေးငါလည်းသူ့ဘာရာစာဆိုတော့ကိုလန်းကိုသွားကိုအလုတ်ကိုလုတ်ကိုသမိုင်းကိုရေးုံပဲပေါ့ကွာဒါဆိုဆရာစိတ်ဖွားလုပ်ပေးပဲပေါ့
ကဲကြပါဦးဗျာကျုပ်ကိုကဲကြပါဦးဗျာတရားအဲ့လိုပြန်လာပြီအေးဟုတ်တယ်ဒီမှာဂူဖောက်တဲ့ကောင်တွေ့လို့ငါဖမ်းလာဂူဖောက်တယ်အေးဟာကျွန်တော်တကယ်တော့ဒီခါမှကြုံမဟုတ်မင်းအိတ်နေတာဟုတ်မင်းပဲတွေ့မလားဟဲ့ဆရာရောမင်းပြန်ကောင်းတယ်မင်းပါဒီမှာလိုက်ဂူဖောက်ထဲလားဟမ်မဟောပါဘူးဗျာမဟောပါဘူးဗျာဘာမဟောရမှာဒီမှာလက်ဘူးလက်ချက်မင်းတာမင်းကငင်းရင်မဟုတ်ပါဘူးဗျာကျုပ်ဂူဖောက်တဲ့လူမဟုတ်ပါဘူးဗျာဂူဖောက်တဲ့သခိုးတွေကကျုပ်ကိုမြင်ပြီးတရေဆိုထွက်ပြေးလို့ပြုတ်ကြကြံခဲ့လို့အဲ့ထုပ်ကိုကျုပ်ကောက်ထားတာဗျာဆက်စိတ်ဖွာမှတ်မိတယ်မင်းကဘယ်လိုလုပ်မှတ်မိလဲအဲ့ဒါလည်းအတိတ်ပါလေသူ့ဘာရပြောဦးတာကောင်းသားလားမကောင်းသားလားမသိပါဘူးဆရာစိတ်ဖွားရဲ့လူတကုံလုံးနဲ့နန်းဟောင်းရဗထေကြရဆရာငါတို့အလုတ်ကလူများဒုက္ခရောက်တာကိုခုတုံးလုပ်ပြီးချမ်းသာအောင်လုပ်တဲ့သူတွေတဲ့အများကြီးမြင့်မြတ်တယ်ကွာဟောဟိုမှာအလောင်းတလောင်းလာပြန်ပြီဟဲ့ဒီမှာရှိတဲ့အလုံးတွေတော့မမြင့်ပါသေးဘူးနောက်တစ်လုံးကထလာများပြီဆရာစိတ်ဖွားရဲ့ဒုက္ခမင်းမဲကြည့်ရှင်းလိုက်တော့ကွာဟဲ့လူတွေဖြည်းဖြည်းကြပါခင်ဗျားတို့ကမသာဆုံးပြီးတော့မလေးမစားမလုပ်ပါနဲ့ဗျာနောက်ဘဝကျရင်ဘယင်ကပြည့်ကျင်ပြည့်နေမှာကဲဘာလဲပြန်ဆုံးလားဝမ်းယောဂဟာလူရဖြစ်လိုက်တဲ့ဝမ်းယောဂတွေပဲကိုယ်ပြောမနေဗျာမြုပ်ကြမြုပ်လာအဲ့ဒါကျုပ်အလုပ်ပါဒါသူ့ဘဝရာဇာတွေရဲ့အလုပ်ပါရိုးမြေပုံနဲ့မြုပ်မှလားဒါမှမဟုတ်ခုသွင်းမှလားမြုပ်ချင်တယ်လို့မြုပ်ဗျာအဲ့ဒါလိုပြောလို့မရဘူးလေဗျာခင်ဗျာရိုးနဲ့မြေမြုပ်မှမြေပုံနဲ့မြုပ်မှဆိုဝမ်းလူပြီခုသွင်းရင်တူးလူပြီအဲ့ဒါကိုပြုတ်ပြောတာတူးလူပြီခုသွင်းလိုက်နာမည်တေးတာကြောက်မဟုတ်ဗျာတေးလို့ဟုတ်မှာဒီမသိသေးဘူးလေခုမှခင်ဗျားလည်းကပီးလေးတော့နာမည်လေးရေးရမယ်လေဗျာဟုတ်ပြီသူ့နာမည်ကကိုတန်းတန်းဟဲ့ဟုတ်ပြီအားလို့ရတယ်လက်ဆက်သက်တော့မင်းကမသေးပဲမျောနေတာတော့မင်းမိသားစုကသေပြီးထင်ပြီးလာပြီးအတူပါချတယ်အဲ့တော့စိတ်ဖွားတရားယုံကနေမင်းကိုသေလွတ်လိုက်ပြီဒါပေမဲ့ဒီပစ္စည်းတွေကိုမင်းကငါပြန်မပေးနိုင်ဘူးကျုပ်လည်းအဲ့ဒါတွေမလိုချင်ပါဘူးဗျာဘယ်သူမှမေးစီကိုကျွန်တော်ရိုက်မှာပေါ့ကြောက်ထိတ်ကြငါတို့ကသူ့ဘရာစာကွာသူ့ဘရာစာဆိုတာနေဆတရားနဲ့ဓာတ်သက်ဆိုင်တယ်အဲ့တော့မင်းသူ့ဘရာစာသိခါကြအောင်မလုပ်ပါနဲ့ကွာအဲ့တော့ဒီပစ္စည်းတွေကိုငါအများအကျိုးရှိတဲ့နေရာမှာငါအသုံးပြုပါမယ်ကွာကဲကျုပ်ပြန်တော့မယ်ဗျာမင်းပြန်လို့ပဲဖြစ်မလဲဒီအချိန်ကြီးပြန်တယ်ဆိုတော့မင်းကိုခိုးသမျှဆိုပြီးပလိတ်ကဖမ်းနေအောင်မယ်ကဲခင်ဗျပြန်နေတယ်ဗျဒီကျွန်တော်တို့တင်းရိုင်းမှာအိတ်ဆမ်းပါဒီကျွန်တော်တို့တင်းရိုင်းအေးချမ်းနဲ့ငြိမ်းချမ်းနဲ့ဘာသာမှမကြောက်အပြင်မှာဆိုခင်ဗျပြဿနာဖြစ်သွားတယ်ဒီမှာအေးကျုပ်နေရမှာခင်ဗျအေးကျုပ်ကတော့ဂူပေါ်မှာတက်အိတ်လိုက်တော့ဟုတ်ပါပြီအေးလေဒီမှာပဲအေးမနေ့ကျမှမင်းသွားခြင်းတဲ့နေရာတော့သွားပြီဟုတ်လားကဲဒီခေါင်းကအိတ်မယ်ခင်ဗျအောက်မှာအေးကျုပ်ခင်လို့ပေးတာနော်ကျုပ်ပေးတယ်ဆ
ရာစိတ်ဖွာဒီပတ်စံနဲ့ကျွန်တော်ဟိုတယ်တက်ဆိုင်ရင်မကောင်းဘူးလား ဟောက်ကြရတယ်မပြောစမ်းပါနဲ့ထိကြဟောရန်ကုန်ပြန်မဲ့ကောင်မနှိုးသေးဘူးလားကွာ ကဲကျုပ်သွားတော့မယ်ဗျာ ထိကြ ဗျာဆရာ အဲ့ပတ်စံ၄ယူပြီးပေးလိုက်ကွာ ဟာနေပါစေဗျာကျုပ်မြည်ပါဦး ခင်ဗျာပါလေကျွန်တော်သူ့ဘရဆိုင်ရှိရယူရမှာမတရီလို့လားရှင်မင်းစီက4 ရူပီရလဲကျုပ်တို့သူ့ဘရဆိုင်ရှိရ4 ရူပီနဲ့အတူတူပါပဲလေဒီကပတ်စံပိုတန့်နေတယ် ကဲယူသွားလိုက်ပါကွာဒီပတ်စံနဲ့ပဲကားစီးရမယ်ဒီပတ်စံနဲ့ပဲထမင်းဝယ်စားရမှာထမင်းဆိုင်သွားပြီးကျုပ်မှာပတ်စံမရှိပါဘူးသေရွာထလာပါလို့ပြောလို့ထမင်းဆိုင်ပန်စီကထပ်သေးလိုက်လို့တောင်းပြောအောင်ပါလောကမှာငွေရှိဖို့အရေးကြီးရဲ့ကွငွေရှိမှလူရဝင်တာခင်ဗျားကြောင့်ငွေရှိလို့ခင်ဗျားမိန်းမမြဲနေတာတော့ငွေများမရှိလို့ရတော့ကွာ ဟုတ်ပါဘူးဗျာကျုပ်ကခင်ဗျားစီမှာအကျွေးထပ်တင်နေမှာဆိုလို့ပါ ကျွေးလို့မပြောပါနဲ့ကွာအကျွေးဆိုတော့ငါကဒုက္ခတရားပဲမင်းကိုပေးနေလို့ဖြစ်နေတာဟောဒါငါကိုယ်ပိုင်ပတ်စံပါကွာထိကြပေးလိုက်အဒေးခင်ဗျားဒီတိုင်းသွားလို့ပဲဖြစ်မယ်အဝိစားတွေကစုပ်ပြတ်တတ်နေတာပဲထိကြ ညာ ဟိုနေ့ကတုတ်တန်မှာကွာလာပြီးတော့ပန်းတကူစွန့်ထားတဲ့အဲဝင်တော့မင်းရဲ့ဝိစားတွေပေးလိုက်ဒုက္ခတဲ့တယောက်တော့သွားရှာပြီဆရာစိတ်ဖွားကြီးဒီကုတ်ကြီးကို तू ဝှစ်ချတဲ့ဘုံမပေါ်ဘူးမတည့်တဲ့ဦးနဲ့တူပါတယ်ဆရာစိတ်ဖွားကြီး အေးဒါပဲထိကြလူတွေရဲ့အဝိစားကြတော့မဝှစ်ချင်ကြနော်လူတွေရဲ့အဝိစားတွေဝှင့်ခိုက်မှာဆိုလို့ဆိုပြီးဖုံးကြီးเจ้าကိုလှူတယ်လူတွေရဲ့လက်ဝက်လက်စားတွေကြတော့ကိုချိုးအတွက်အသုံးချတာနောက်တင်းချင်းကအစာကြတော့မစားခြင်းဘူးလူတွေကြတော့မကင်ခြင်းဘူးနော်ဒီလိုလူတွေဘာဖြစ်လို့တိရစ္ဆာန်မသားတွေဖြစ်တဲ့ကြက်တို့ငါးတို့ခုတ်ထစ်ချက်ပြုတ်ပြီးပါဇက်တဲ့တစ်ပြည့်တစ်ပြည့်ထည့်နေရမယ်တိရစ္ဆာန်မသားတွေရဲ့တင်းချင်းကုန်းဆိုတာလူပါဇက်ဆိုတာမေ့အဲ့ဒါပဲမီယိုဖလာရှီယိုအယူဆဆိုတဲ့ conservative တွေကြောင့်လူလောကကြီးခက်နေတာပေါ့ ဒီချက်ပုံကြီးမြန်မောင်းလို့မရဘူးလားဗျာပေးလိုက်တယ် ကိုဆရာရေတနာကြီးမိုင်40လုံးနဲ့မောင်းနေတာလေဗျာဒီတက်ပို့မောင်းရင်မှောက်ရုံပဲရှိမှာပေါ့ဗျာ ဟုတ်ပါပြီဗျာရန်ကုန်ပဲချိန်လောက်ရောက်နေဗျာ ဘာမှစိတ်မပူနဲ့နေဝင်တာနဲ့ရန်ကုန်ရောက်ပြီလို့မှတ် မောင်တော်တို့ မတော်တော့ မတော်တော့ပါရဲ့ပုံတော်လို့တားလို့စီရဘယ်မှမတော်တော့ ဟုတ်တယ်ရှင် ဟုတ်တယ်ခင်ကိုမသိလို့မင်းစီပြန်လာတာဘောကွာ ဘာလာတော့ကိုတာဟဲ့ရဲ့ ဟိုလည်းမင်းတို့ပါပဲခင်မင်းတို့တားပြီးလေအခုလိုပြန်တွေ့ရလိမ့်မယ်လို့ထင်ကိုထင်မတော့ဝမ်းသာလိုက်တာကွာ တကယ်ငါလည်းမင်းကိုတတိယနေတာကွာ တကယ်ချင်းမင်းငေါ့တတိယနေမယ်ဆိုငါယုံပါတယ်ကွာယုံပါတယ်တားလေဟာဘာဖြစ်တာလဲဗျာ ဟိုတာဆရာရေဟိုတာကားဘိန်းပေါက်သွားပြီဗျကားဘိန်းပေါက်သွားပြီ ဟာခင်ဗျားတို့ဘိန်းပေါက်တာပြန်လဲဘယ်လောက်ကြာအောင်မလဲဗျာ ဩကားဘိန်းပေါက်တာပဲဗျာနင်းနေတော့ကြာမှာပေါ့ဗျာ ငါပြောတော့နေဝင်ရန်ကုန်အရောက်ဆိုဗျာ ဩနေဝင်ရန်ကုန်မရောက်လဲနောက်တမိုးတောက်တော့ရောက်မှာပေါ့ဗျာရေးတယ်လားကွာ ဟ
ခင်းကြီးမှာဝမ်းဝဲတင်လို့ဘာလို့ခေါ်ထားတာတော့မဟုတ်လွတ်လပ်ချစ်လို့မရအောင် မောင်ကလေကွာတင်တင်ကခင်အတွက်ကိုပေါ်လို့ရအောင်လို့ပါမမေ တော့ကျွတ်ပြောင်းလို့ရှိနေတယ်ဟာ မိမရခင်တော့မကြပါအဲ့မိမရလေခင်နဲ့မောင်ကြောင့်ကိုတိုင်းမသိနေရဒီနေ့နေမှာလေမောင် အဲ့ဆိုတော့ကျွတ်မောင်းထုတ်လိုက်တော့လေခင် ခင်မှာအကျင့်ရှိသေးတာပါမောင် 我要不然家里你妈呀！ အော်ဟိုမှာမလက်သေးလို့ထွက်မလာသေးတာပါ 来，你先看到的。 ခေအဲ့ကြောင့်ခေအကျန်စီတော့မောတော့ကြတာပြောလို့ကွာရင်တော့ဆိုခင်းနေမောင်လည်းဒီမှာကိုတွေ့ပြီးချစ်ရသူတန်းလည်းတည်သွားပြီဆိုတော့မောင်တို့လွတ်လပ်ချစ်လို့ရပြီခေရ ဟေးမောင်အိုးတင်းနေ ပြောလေကွာခင်းနေမောင်လည်းဒီညတညာလုံးချစ်ကြမယ်နော်ဒီ ဟေးလို့ကွာ ပြောကွာ တက်ရှိ ပြော ချက်နေလေ ချစ်အောင်ကွာ အော်ကိုတိုင်း မေတရေပေါ်အိတ်တရေနောက်ဆောရဟာလေ အားချွန်းနော်ကဲတင်းနဲ့သွားပြီကွယ် မမရပါမ အော်ဒီကောင်လေးနဲ့ခတ်တော့တာပဲတင်းနဲ့သွားပြီပါဆို သွားကွာထွက်သွားကွာ သွားဦးတော့ဖဖေမျိုးနဲ့လူအိတ်နေကြ ဟဲ့မေဘေတန်ဟိတဲ့အိတ်ချင်တင်းကြိုင်မှာသွားသွားမဘာသာလဲဟိုထောက်ခေါက်တယ်လို့ပဲနော် ခေရလေကွာတန်ဟိလာ6တယ်ဆိုရင်ဘာကြောက်စရာလို့လဲဘောင်တယောက်လုံးရှိကြပြီဟာ ငါရဲ့စိတ်သစ်လူသစ်နဲ့ဒီမနက်ခင်းအသိကငါတို့မင်္ဂလာမရှိပါလားကွာနေတော့ငါဒီတိုင်းမထားဘူးခင်ဗျားတော့ဝေရှိလို့ခင်ဗျားမိမမြဲနေတာနော်ဝေများမရှိလို့ရတော့ကွာသစ္စာမရှိတဲ့မိမသစ္စာမရှိတဲ့တငယ်ချင်း你让我第一个逃，你让我第一个逃。ဖေအောင်လေညီမတို့လည်းလက်ဖက်ရချပေးလိုက်အောင်လေကွာကိုနေမောင်ဒီနေရာမှာတင်းလွန်စားရမရတော့မပြောတတ်ဘူးဒီဆန်းလက်ဖက်ရတော့သိတ်တောက်လို့ကောင်းမယ်ဗျာကောင်းဆိုဒီဆိုင်ရလူတွေကလစ်ပတန်တီးကိုဗမာလက်ဖက်ချောင်းနဲ့ရောပြီးတော့ဖြုတ်တယ်အဲ့ဒါကြောင့်မလို့ဒီလက်ဖက်ရည်ကတီဟိုကလာတဲ့အချိုချောက်ပုံစံမျိုးနှမှုနေဒီအခါရတာကြောင့်လက်ဖက်ရည်ချိုးတွေအားလုံးကဒီဆိုင်မှာအုံပြီးတိုးနေတာပေါ့ဗျာ ဟ
ဒီဆိုင်မှာမနေ့ကငါးတပည့်ရာကျူးရိုက်ခံလိုက်ရတယ်ဟဲ့ဒီကောင်တွေဆိုင်မှာရှိရကောင်တွေအကုန်လုံးပန်းလိုက်စားကွာဟဲ့မင်းတေရလားဟေးဟာတိတ်လားဒီဒီလောက်တော့မကြောက်တာကွာမြောင်ကျွဲကြီးမင်းမလုပ်ရဲလို့သူများကိုလုတ်ခိုင်းပြီးတော့မင်းကအသုံးမကျဘူးလို့ပြောတယ်တကယ်အသုံးမကျတာမင်းကွာဘာကွာမင်းကဒီနေရကျွဲကြောင်မင်းမသိလို့ဟလားဟမ်မင်းတို့ဒီဆိုင်နဲ့ခေါင်းမထွက်နဲ့ဒီကောင်ဖမ်းတော့ပါဗျာဒီကောင်ဖမ်းတော့ပါစာပလင်းစံမင်းမင်းငါ့ကိုဖမ်းမလို့လားဆရာကနမဆရာကျွန်တော်ဖမ်းရောက်ပါဘူးဗျာဆရာကျွန်တော်ဖမ်းရောက်ပါဘူးဒီမှာလူစိုးလူမိုက်တင်စီရနေပြီးတော့တပည့်6ပြားကိုရှိအပြစ်မဲ့တဲ့ပြည်သူကိုဥပဒေ6လုံးနေနဲ့ဒုက္ခမပေးချင်စားမင်းတို့လိုလူမိုက်အစီကံစားပလင်းတွေကြောင်းပလိတ်ဖွဲ့လဲနာမည်ပြတ်တာများနေအခုဆိုရင်ပြည်သူလူထုကလည်းဘူးအကွန်းနေဒီကျင်းစိုးတွေကိုပြတ်ဟုတ်ကဲ့ကျွန်တော်ပြင်ပါမယ်ဆရာကျွန်တော်ပြင်ပါမယ်လာအန်ဒီတော့မယ်မင်းအခုလိုစူပြီးလာတော့ဝမ်းသာတယ်အိုလီဗာတိုင်းကြီးဟာဟဲ့အားဆိုပြီးတော့ကြားလာပြီအခုတော့မင်းတို့နဲ့ပွေဖို့ပဲပြီးနေမင်းကိုမားခဲ့တဲ့ဘူးတော့ကြွသွားပြီဆိုမင်းတို့ပိုကန်ကောင်းသွားတော့ပေါ့ကွာအဲ့ဒါပြောအောင်မယ်အိုက်တာဟေးဟာဘာမလို့ပါလဲသူကသူဝမ်းတော်လားကြွားပါငါ့ကစားတာတစ်စကားထားလာပြီကွာဟေ့မင်းခင်စိန်ဆိုတဲ့မိမနဲ့ရောတော်ခီးရောက်နေပြီလားနေရတယ်ကွာခီးရောက်တာကြာပေါ့သူ့ယောက်ျားရှိတယ်ကဘာတစ်ခါတော့ပတ်ပြီးသွားပြီကွာအဲ့ဒါရေးကြည့်တာသူတို့ပစ္စည်းကိုအကုန်လုံးပိုင်ဖို့ပဲငါတငယ်ချင်းအစီအစီကငါတို့လည်းအစီအစီပါလေကွာအဲ့ဒါကြောင့်ခင်စိန်ကိုဖားနေတာခုဆိုရင်ဟိုတော့ငါ့ကိုမျက်စိအောက်ကကြောက်ဟေ့တယောက်ကြောင်ကြီးတိတ်ပြီဆိုတော့မင်းယူလိုက်တော့လေကွာမင်းကမပူနဲ့ယူမမရအောင်ငါယူပါရဒါလေးပဲကဲအောင်တော့မလားဟဲ့ကိုလုံးနဲ့နှစ်ပိပဲကြောင်းပါရအောင်သွားတယ်ကိုထေးကြကိုတန်ခိတ်ပြန်လာပြီလားဗျာတန်ဟိတ်ပါဗျာမှားသွားလို့ပါဗျာကိုစိတ်ဖွားရှိပါဗျာဘလို့လဲခမည်းအကူညီလို့တုတ်တန်ကိုပြန်လာတာမဟုတ်လားဟုတ်တယ်ဗျာကိုကျုံမှာနေစရာမရှိတော့ကဲမိသားစုနဲ့ရောတွေ့ခဲ့ပြီ
ခင်ဗျားမိမအကြောင်းပြောရမှာရှက်နေတယ်သူလေဟုတ်တယ်ဗျာကျုပ်မိမကျုပ်တငယ်ချင်းဆိုတဲ့ကောင်နဲ့ကျုပ်ကိုယ်ရမှာဖောက်ပြန်နေကြတယ်ဖြစ်ရမယ်လေခင်ဗျားသာခင်ဗျားမိမကိုတန်ရောစင်နေရှိနေတာခင်ဗျားမိမကတော့အတုပချတဲ့နေရပြီးစလွယ်ကြောခိုင်းထွက်သွားတယ်ဆိုတာကိုထိတ်ကြားပြောလို့သိတယ်ကောလိပ်ကျောင်းနေရတင်ပေးလိုက်လို့ကျုပ်တတ်ထားတဲ့ပညာလောကကြီးကတင်ပေးလို့တတ်ထားတဲ့ခမားရဲ့ပညာလောက်ပြည့်စုံတယ်ဘူးဆိုတာကျုပ်ကသိသွားပြီကိုစိတ်ပါအဲ့ဒါကြောင့်ခမားစီကအကူအညီလိုချင်လို့ကျုပ်ဒီနေရာကိုပြန်ရောက်လာခဲ့တာပဲကျုပ်ကပညာရှင်တူလည်းမဟုတ်ဘူးမသာသက်ကတူကဘွဲရထားတဲ့ကောင်လည်းမဟုတ်ဘူးလူတွေကိုကူညီခြင်းနဲ့စိတ်တစ်ခုတည်းနဲ့ဒီအလုပ်ကိုလုပ်နေတာကဲပြောပြစမ်းပါဦးအဲ့ဖောက်ပြန်နေဆိုတဲ့လူတွေကြောင့်ချစ်ဘွယ်တကယ်ညမင်းချစ်ဘွယ်မလားတဟေးဟာချစ်ဘွယ်မင်းကမတ်မိသားပဲကွာဟမ်မတ်မိတာတကယ်ကြီးဟာမင်းနဲ့ငါနဲ့ငယ်တကယ်ချင်းတွေပါအေးကွာမင်းကအခုလိုမမျောလင်းပဲပြန်ဆောတာငါဝမ်းသာလိုက်တာကွာဒါနဲ့နေစမ်းမအောင်တကယ်ချင်းမင်းကြည့်ရတာဟိုစီးပွားရေးအလုပ်ကနေအဆင်ပြေလားတကယ်ချင်းငါဒီလိုမေးလို့စိတ်မဆိုးနဲ့တော့ရောရပါတယ်ငါမိပါလေရှိတော့ပြည့်စုံတာပေါ့ကွာအခုတော့မင်းမြင်တဲ့အတိုင်းပဲပစ္စည်းတင်ကလူတင်ကားတော့ပေါ့ကွာတကယ်ချင်းဟာငါကြားတာစိတ်မကောင်းလိုက်တာကွာပွင့်လင်းပြောရတော့ကွာငါလည်းကြံတဲ့ပတ်စံလေးနဲ့လုပ်ငန်းလေးတစ်ခုလုပ်တယ်လူလင်ခံလိုက်ရတယ်ကွာအခုတော့ဟိုနေစရာစားစရာတော့တော်တော်ခက်ခဲနေတယ်ဒီမှာတကယ်ချင်းအခုမင်းငါနဲ့တွေ့ပြီပဲကွာအဲ့ဒါတွေကိုမေးလိုက်တော့မင်းကိုငါကူညီပဲနေစရာလည်းမပူနဲ့ငါအိမ်ကအကျယ်ကြီးကွာပြီးတော့လုပ်ငန်းဆိုတာလည်းငါမှလုပ်ငန်းတွေအများကြီးပဲငါလုပ်ငန်းတွေမင်းဝင်လုပ်ပေါ့ကွာပြောနေကြတကယ်ချင်းလားငါနဲ့တစ်ခါလိုက်ခဲ့တော့အားနာပါလေကွာတကယ်ချင်းဟာငယ်တကယ်ချင်းတွေကြားထဲမှာအားနာတယ်ဆိုတဲ့စကားမသုံးစမ်းပါနဲ့စားစမ်းပါကွာကြိုပြောရင်တက်ရှင်လိုက်ဖို့ကမှဆိုပါဟုတ်ပါဘူးခင်ရဲ့ဟုတ်တကယ်ရဲ့ဒါထိုင်သားပါလေဘာမှအားမလဲဒါကိုအိမ်ပဲโอเคဒါကိုနဲ့ဟိုးငယ်ငယ်လေးကအကြောင်းတွေပဲတကယ်ချင်းကိုချစ်ဖို့ရဲ့တဲ့ချစ်ဖို့ကြီးဒါငါရဲ့ချစ်လာစွာသောဇနီးခင်စိန်နဲ့ဟောကငါသားမောင်သားနိုးတွေ့ရဝမ်းသာပါဗျာโอเคနေရပူတော့ကိုလည်းအလောက်ကပင်ပန်းလာတယ်တမ်းမြကြီးချင်းချင်းလေးပြောပါဦးတော်ကျွဲမအားသေးဘူးကိုရဲ့ဟောတော်ကျွဲမအားတော့လည်းခင်းကိုယ်တိုင်ဖြောဘောခင်းလက်ရတောက်ရတာဒီမှာဧည့်သည်ပါတိုက်ရအောင်တော့ပါရပါတယ်ငါမတောက်တော့ချစ်ဖို့မင်းငါမိမလက်ရတမ်းမြကြီးလေးကိုတောက်ကြည့်လိုက်စမ်းပါဦးမင်းဆွေမျိုးတော်မိသွားအောင်ကဲခဲလိမ့်ပါပါဒါတော့ပါမယ်အဲ့ဒါသာကြည့်တော့တငယ်ချင်းမိမငယ်ငယ်လှလှချောချောလေးယူထားပြီးတော့လဲຫນွယ်စိုးဆိုတာခံရတယ်ကွာဘာဖြစ်မင်းတို့ကရှည်သွားနောက်လိုက်ညီးပါလေကွာအကိုရင်ခဏလောက်လာပါဦးပြောရင်ဆိုရင်ခဏလေးတကယ်ချင်းရတယ်ကိုအဲ့လူကအကိုတကယ်ကပြောတယ်ပုံစံကြည့်ရဆော့ဆော့ပြပြနဲ့ဘာလို့အိမ်မောခေါ်လာတာလဲသူကကိုယ်ငယ်တငယ်ချင်းလေတကယ်ဒုက္ခရောက်နေလို့ပါဒုက္ခရောက်နေတဲ့တကယ်ချင်းမိတ်ဆွေကိုကြီးထောက်ပံ့တယ်မင်္ဂလာတာပါအောင်မလေးအကိုရဲ့အဲ့လိုသာမရှိဆင်းရဲတာကိုကူညီရမယ်ဆိုရင်လေကို့မှာရှိတဲ့စီစဉ်အောင်တော့မှာမဟုတ်ဘူးခင်တော့လေအဲ့လိုကြည့်ရတက်တည်ရုပ်တူတူပြောပါပြီကဘာသူနေပါနေတဲ့အချိန်ကြားသွားရင်ကောင်းပါဘူးအခုကသူ့ကိုကူညီမယ်အလောက်ကင်ပေးမယ်လို့ဂတိကိုနေပေးပြီးခေါ်လာခဲ့တာဟုတ်တယ်ဟမ်ခင်ဗျားကတော့တော့ကြောင်မရှိဘူးဆို
ကိုကလည်းလေအမင်းမြတ်တအားထူတာပဲတို့ကျဲတန်မြိုင်တစ်ခွက်ဖြော်ပေးလိုက်ကဲလေဘုရားကပောက်ဖို့ပေးစားတဲ့အိမ်ပေါ်တော့တယ်စိတ်နေဖို့ကောင်းကိုနောက်တင်မပြီးသေးဘူးလားမိုးနေပါလေနောက်ကျနေအာအေးဟုတ်ပါရဲ့ခင်ဗျပြီးတော့ခဏလေးတော့ခဏလေးအခုရဲ့အဲ့ခဏလေးဆိုတာကိုကြောက်ဝန်းလို့ပါနော်မင်းလိုက်ဖို့လိုက်လေလုံးဆိုင်ကျဲလို့ဒီငါဆက်လုပ်ထားလိုက်တကယ်ချင်းအဲ့လိုမျက်နှာလွှဲလို့ရမှာတော့ငါအစောကြီးကလွှဲပြီးပြီပေါ့ကွာဒီစင်းတွေအားလုံးကငါကိုယ်တိုင်စစ်မှရမှာမဟုတ်လို့ပါကဲအဲ့ဒါဆိုတော့ဒီလိုလုပ်ပါလားတော့ခင်လဲသွားကျင်တဲ့မူးနေပွဲနောက်ကျနေဦးမယ်အဲ့တော့တကယ်ချင်းမင်းလိုက်ဖို့ပြီးလိုက်ပါလားကွာနော်အကူကတော့လောက်ပြီကွာခင်ရဲ့ဒီစင်းတွေကတကယ်ကိုအရေးကြီးလို့ပါမနေ့ပြင်ရှင်းရမယ်စရင်နေမို့လို့ပါနောက်တစ်ခါကြာရင်ပြက်စီအောင်ဂတိပေးတယ်တော့မမေဘာလို့လိုက်လဲလိုက်လို့မရဘူးမကြိုက်နေခဲ့လိုက်ဖို့ပေးလိုက်ပါအဲ့ဒါလက်ပါတက်အောင်တန်းဟဲ့ပြောလိုက်ချင်ပါခင်စင်သွားတဲ့နေနေအောင်မပိုင်းကလိုက်ဖို့ပြလိုက်တာမဟုတ်ဘူး။အော်တော့ကြွရဲ့ဒီမှာအလုပ်ကတကယ်ကိုမအားလို့ပါ။ခင်စင်ကမောင်တန်းရဲ့ကိုယ်တိုင်လိုက်ပို့ပေးတာကိုလည်းလိုချင်မှာပေါ့ကွယ်။ပြီးတော့မင်းကလေးတွေရဲ့စိတ်ကိုမောင်တန်းရဲ့နားမမလဲတာကွယ်။အားရမှာဓာတ်ပွဲပေါ်တင်ခဲ့ပြီကင်မရာတော့မယ်နော်အော်အကိုပြန်နေပြီလားအော်ဟုတ်တယ်ခင်ရဲ့ကိုကမွန်းလွဲ3 နာရီလောက်ခရဲပြန်ရောက်နေတာခင်နောက်ကျလာရည်လားဟုတ်တယ်ကိုရဲ့ခင်တို့အပြန်ပါလေ Alex တို့တွေ့လို့အတူတူခေါ်လို့ပါတော့တာဟုတ်တယ်ကောင်းပါစောင်းလာငါတေးတောင်ရတယ်ဟုတ်ကဲ့အဲ့ဒီလောက်ထိကြာမယ်ဆိုရင်လည်းအခုစိတ်မပူအောင်ပြန်ပြောခိုင်းနေချစ်ဖွယ်ကြီးကိုပြန်လွတ်လိုက်တာမဟုတ်ဘူးနောက်တစ်ခေါက်ပြန်ကြိုခိုင်းလဲရရတာနဲ့အခုတော့အားနာစရာဟောရတယ်တဲ့ကိစ္စမရှိပါကိုခင်ဝက်စပ်လိုက်အောင်နော်ကောင်းပြီခင်ဟုတ်တယ်ဟဲ့ရတော့ကျခိုင်းရရှိလို့ကျမစီခဏလာခဲ့ပါအော်အေးကိုလူခစ်ကြီးကကလိရုပ်ခက်သူတော်ကောင်းကတပုံရှိရင်သူရုပ်မှာ3ပုံရှိလောကကြီးမှာခြေစူးတည်တတ်တဲ့သူတွေအင်မတန်ကိုရှားသွားကျုပ်ခြေစူးကိုမသိတတ်လို့ခြေစူးမဆက်ချင်နေစမ်းပါစီဒင်းလို့ဒါလောက်ထိရက်ဆက်ကြုံမှာကြောင်းတော့မကောင်းဘူးဗျကိုလူကဇနီးပေါ်လဲလင့်ဝတရားချေတယ်မိတ်ဆွေတငယ်ချင်းပေါ်လဲမိတ်ဆွေဝတရားကြည်အဲ့တော့လောကကြီးထဲမှာနေပြီးတော့ဒီလောကကြီးရဲ့ကျင့်ဝတ်ကိုမလိုက်နာတဲ့သူတယောက်ကိုတော့အဲ့ဒီတယောက်ကိုကျုပ်ဘာလုပ်ရမလဲကိုစိတ်ကပြောစမ်းပါဗျာကျုပ်ဘာလုပ်ပြရမလဲအဲ့ဒီဖြေရတော့ခမည်းရဲ့အတွေ့ထဲမှာရှိပြီးသားပါဗျာဟုတ်တယ်ကျုပ်တွေ့ထဲမှာရှိပြီးသားဒင်းတို့ဘာလုပ်ရမယ်ဆိုကျုပ်ခေါင်းထဲမှာရှိပြီးသားခမည်းလိုလူတယောက်ရဲ့အတီးပြုတ်ချက်ကိုကျုပ်လိုအပ်နေတာစဉ်းစားကြည့်တာဗျာကျုပ်ကိုတရိစ္ဆာန်အသေးတကောင်လို့တောက်တံမှာလာပစ်ထားခဲ့တယ်ကျုပ်ကမသိလို့အိမ်ပြန်သွားတော့မိန်းမမြောက်မှထားနေဟဲ့ကျုပ်မှာတာမယာရှိရနဲ့ကျုပ်မှာကျုပ်အိုးကျုပ်အိမ်ရှိရနဲ့ကျုပ်က
တစ်စိမင်းသားတစ်ကောင်လို့ကိုယ့်အိမ်ကိုပြန်လို့မရတဲ့အဖြစ်ဒီကျဆိုးရရှိအောင်မလားဗျာတင်းတို့နေရာကိုကျုပ်အရှင်းမတောင်းလောကကြီးမှာအရှင်းမတောင်းကျုပ်တတ်ပြမယ်စိတ်ဘွား ညရှင်နဲ့တောက်လောင်နေတဲ့မီးကိုကျုပ်ကိုချင်းစာတပ်ပြမယ် ကြခုနကငါတို့လှုပ်ထားတဲ့ကူမှာခကြီးသွားထိုးတယ် ဘယ်သူတည်လို့လို့ နှစ်ခါပြန်သေးတဲ့သစီမသားလေးကွာ ဘယ်ကတစီမသားတော့ဆရာစိတ်ဘွားရဲ့ ဝမ်းယောဂါနဲ့သေသွားတဲ့ပန်းဟိတ်ရဲ့လောင်း ဘာလို့ကြောက်လို့တိုင်းကောင်မတည်သေးဘူးလေဆရာစိတ်ဘွားရဲ့ အဲ့ဒါပဲလောကကြီးမှာတပည့်ဆိုပြီးတော့ဆရာတဲ့ထွန်ကျူးတဲ့ကောင်တွေများတယ်ကွာပန်းဟိတ်ဒါဘာကြောင့်ဒီလိုလုပ်တာလဲသိလား ကိုသားကိုမယားကိုအိုးကိုအိမ်ရှိရနဲ့ပြန်လို့မရတဲ့ကျုပ်ကိုတခါတည်းသေစရင်သွင်းလိုက်တာ ငါရည်ရွယ်ချက်ကအဲ့တက်ပါပါတယ်မင်းဘောင်ကျေးဇူးကမ်းခဲ့တဲ့သူနှစ်ယောက်ကိုလူလောကကြီးကထုတ်ပြီးတော့အဝေစီပို့ချင်တယ်ဆိုရင်တန်ဟိတ်ကဝင်းယောဂါနဲ့သေပြီးမသေးလည်းသေတယ်လို့ပဲသဘောထားလိုက်တော့အဲ့ခါကျရင်မင်းစိတ်သစ်လူသစ်နာမည်သစ်နဲ့မင်းလှုပ်ရှားလို့ရသွားပြီတရားမင်းစင်းလာပြီးပလိတ်ဘက်ကနေအမှုလိုက်ရင်တော့မှတရခံလုံးဝမမိနိုင်ဘူး ဆရာစိတ်ဘွားအလုပ်တစ်ခုကိုမလုပ်ခင်ကတည်းကအသေးအချာစဉ်းစားထားတာကိုဗျာ စိတ်ကူးနဲ့လက်တွေ့ဆိုတာတခါလေတစ်ထပ်သေးမကြောက်စင်ကန်းတော်တူလောက်တာတဲ့ဆိုင်ပူသားပါလေကွာ ညီမအောင်ဆရာစိတ်ဘွားရဲ့စိတ်တည်လူတည်နာမည်တည်ဆိုတော့တန်ဟိတ်ကိုဘလူနာမည်မျိုးတွေပေးမှာငရဲပြန်ဘတ်ဆန်တေရပြန်ဘတ်ကန်မရဏပြန်ကိုဘတ်ကန်ဘလူနာမည်မျိုးလေ မသိပဲနဲ့ရှောက်ပြောမိနေပြီကြာနာမည်ပေးနည်း၄မျိုးရှိတယ်ကွာမောင်လှတို့တော်များတို့ကဒါပေးနည်းတစ်မျိုးနောက်နန်းနှိမ်ပြီးတော့ဝက်မတို့ငခွေးတို့ဆိုတာရှိသေးတယ်ဟောတန်ဟိတ်ကြတော့တန်ဟိတ်မိဘတွေကဘဝတစ်ခုလုံးမှာသိဟန်အောင်ဆိုပြီးတော့တန်ဟိတ်ဆိုပြီးပြီးခဲ့ဒါပေမဲ့ဒီကောင်ဘဝတစ်ခုလုံးကစိုးလိုက်တာမှတာတီကိုလမ်းနေတာပဲအဲ့တော့မင်းနာမည်ကိုတာတီလို့ငါကင်မတိုင်ဒါရိုးရိုးတန်းတန်းပေးထားတာပဲရှိတယ်တကယ်ကိုရွယ်ချက်ကြီးကြီးနဲ့အလုတ်ကြီးအကန့်ကြီးလုပ်မယ်ဆိုရင်ရှေ့မှာဝိသေသထူးတွေထည့်ရသေးတယ်ကွာကိုလူကချမ်းသာတယ်ဒါမဲ့ဩဇာဆင်းရဲတယ်အဲ့ဒါကြောင့်ရာဇရုပ်ရအောင်ရဲထင်းထင်းရှားရှားနေလို့မရတဲ့အတွက်မြိုင်ရာစာတာတီလို့ပဲဒီနေ့အလောက်ကပြန်လာနည်းနည်းလောက်ကြတယ်နော် ဟုတ်တယ်နှုတ်ကိစ္စလည်းလည်းရှုပ်တယ် မောင်ကြီးကပြန်နေတယ်လို့ပဲမောင်ကဖေးမတောင်းနဲ့ခင်မောင်တို့တက်မြိုင်အေးလေးဖြုတ်ပေးမယ်နော် မင်းအရင်အကျင့်တွေမပြောက်သေးဘူးအဲ့ဒီအချိန်စောက်တွေငါမကြိုက်ပါဘူးပြီးတော့မင်းကိုပြောအောင်အဲကန်းနဲ့အတန်ဟိတ်တက်ပေါ့မင်းအခုချိန်ကြီးမဖြုတ်သေးဘူးဟာလေမင်းသေသွားတယ်မင်းယောက်ျားတန်ဟိတ်ကိုအခုချိန်ကြီးမမေ့နိုင်သေးဘူးလား မဟုတ်ပါဘူးမောင်ရဲ့သေသွားတာမှမကြသေးဘူးဓာတ်ပုံကိုချက်ချင်းဖြုတ်ပြလိုက်ရင်လူတွေပြောကုန်မှာပေါ့မောင်ရဲ့ တော့ပြောချင်တာပြောမစေဘောဘာကြီးဆိုင်တာလို့လဲမင်းအဲ့လိုစိုးရိမ်နေရဆိုတဲ့ကမင်းငါ့ပေါ်မှာဘလို့သဘောထားရဆိုရှင်းနေတာပဲ ကဲပါမောင်ရဲ့ဘာဖောက်တာကိုမောင်ကစိတ်ဆိုးနေတယ်ကဲမောင်မကြိုက်ဘူးဆိုရင်ခင်မန့်ကြရင်အဲ့ပုံထုတ်ပေးမယ်ဟုတ်ပြီလားနော်တင်းတင်းရဲ့တင်းတင်းရှင်မလေးခဏလာပါဦးကွယ်မခင်တင်းတင်းဘာကန်းညာရှိလို့လဲတင်းတင်းရဲ့မခင်ကူညီပါဦးနော်လက်ခံကြရင်အဲ့ကန်းလေးကကိုတာဟိတ်ပုံချုပ်လိုက်ပါနော်
အော်ဟုတ်ကဲ့တင်တင်လှုပ်လိုက်ပါမယ်ကျေးဇူးပဲဟုတ် ဘာလို့ဖြုတ်တယ်လောက်တော့တကယ်တည်းလည်းပြီးအောင်မလှုပ်နိုင်ဓာတ်ပုံဖြုတ်တာတခုတည်းလည်းမပြီးသေးဘူးနော်တခြားအပြောင်းလဲလောက်အောင်ပါတို့ဆိုငါစိတ်ရှုပ်တေလိမ့်မယ် မောင်ကလေဘာလို့စိတ်ဆိုးနေမှမသိဘူးမောင်ကြီးကကလေးဆိုကြီးကြတယ်ကဲပြောပါအောင်မောင်ဘာစိတ်ရှုပ်နေဟမ် ဒီကောင်နဲ့ပတ်သက်တဲ့လုပ်တွေငါစက်ပြီးမလုပ်ချင်တော့ဘူးကွာအဲ့စံဆက်တွေစီဆက်တွေလဲတွေအားလုံးရောင်းပြီးတော့ငါတခြားလုပ်ငန်းပြောင်းလုပ်တော့ မောင်ရဲ့ဘာပြဿနာများရှိလို့လဲဟမ် အဲ့လုပ်ငန်းတွေအားလုံးอ่ะဒီကောင်ရဲ့လက်ကိုလည်းလုပ်ငန်းတွေလေအဲ့ကြောင့်အဲ့လုပ်ငန်းကောင်တွေငါ့ကိုမလေးစားကြဘူးအမင်းသိလား မောင်အဲ့တဲ့ဘာမှစိတ်မပူနဲ့ခင်သူတို့ပြောလိုက်မယ်နော် တော်ပါတော့ကွာမင်းအဲ့ကောင်တီထောင်ခဲ့တဲ့လုပ်ငန်းတွေကိုရက်မပြည့်စင်ကငါသဘောပေါက်တယ်ငါနောက်မှပေါက်တဲ့ရှစ်တမ်းပြစ်နေတာ မကေကိုချစ်ခွေကမကေကိုတော်တော်ချစ်ပုံရတယ်မကေရဲ့တပင်လည်းလို့တပင်ထူတာပဲအိမ်မတယောက်တော့ရှက်စရာမဟုတ်တာမကေသိပါလေ ဆရာစိတ်ပွားကျွန်တော်အခုလိုဝတ်ထားစားလာတဲ့ခါကျကျွန်တော်တို့ကသူ့ပရတယ်လို့ထင်ပါတော့တချို့မသိရလေဆိုရှင်ဓာတ်ရှင်မင်းသားလေးတော့ထင်သွားမယ်နော်ဆရာစိတ်ပွား အေးပေါ့ကွာတမျိုးကနေတမျိုးပြောင်းလာတဲ့မိမ့်မပြတ်သေးလို့အသက်ကလေးဖြစ်တာဟုတ်ပါ ဟုတ်တယ်ဆရာဟာဆရာစိတ်ပွားပြောတော့ကျွန်တော်ဘလို့ခံစားမအောင်မသိတော့ ရအဲ့လိုအပျော်ခီးထွက်လာတာမဟုတ်တော့ဒါတည်းမင်းဘဝခီးရာအခက်ခဲတွေဘလောက်ပဲကြုံဟာကံချမကမင်းဘက်မှာရက်တည်နေသေးတယ်။ဘာကြောင့်ဆိုဘိန်းစားတွေလက်ထဲကရလာတဲ့ဒီရေနာပစ္စည်းတွေဟာမင်းရဲ့အခုလုပ်ငန်းအတွက်အများကြီးအထောက်ပံ့ရတယ်။မင်းအိမ်ကလိုသေးလားကွာ။ရှေ့ဆိုရောက်ပါပြီ။ အော်လီဗာတန်အေး အဲ့ဒါမှစကားပြောတာကျုပ်ကကလေးကချင်းကောင်မှတ်နေလားကျုပ်ကတထဲသားဗျမသိရင်မှတ်တာကျုပ်နာမည်အိုလီဗာတန်အေးနော်ကျုပ်ဖေကစီစဲဆန်ဆက်တွေအများကြီးပိုင်တဲ့တထဲဦးလူအေးဗျသိလား အဲ့ဒါတန်အေးမလား ဟုတ်တယ်တန်အေးနာမည်အပြည့်စုံကအော်လီဗာတန်အေး နာမည်ကျော်စားနေကိုရင်ဘက်ကစားအဲ့နှစ်ခုပေါင်းလိုက်ရင်ရနာတိုက်မျိုးကိုညှိုးရလို့မိုးစိတ်ပြူပြောတာကြားတာပဲ ကြောက်တဲ့ရှေ့ဆက်မသွားနဲ့နော်ငါလူမပတ်ချင်ဘူးငါပြပရာစားနော်ငါအလောင်းမမြုပ်ရတာကြာပြီကွာ ကောင်းပြီခမရအလောင်းမမြုပ်ရတာကြာပြီမလားအခုခမရအလောင်းခမရပြန်မြုပ်လိုက်တော့ညစမယ်သူနဲ့မနေရပါဘူးဗျာအတိတ်ပဲမရှိတာ ဟဲ့ငါလူတယောက်ထပ်မပတ်ချင်ဘူးနော်မင်းပါဇက်ပိတ်ထားတကယ်ဆိုရင်သင်ချိုင်းကုန်းကိုခမ ्या ကိုကြုတ်ရှင်ပို့ပါအခုတော့ပန်းအင်းနဲ့မိုက်ရင်တွေပေါင်းဖက်စေခြင်းနဲ့ဆန္ဒကကျုပ်ကိုခြေတလန်းနောက်ကျသွားစေတယ် ကိုသိကျမမယုံပါဘူးရှင် ဟာဘလို့ မနေ့ကပဲသူတထေးမတယောက်နဲ့လက်ထပ်သွားပြီ ဒီကောင်တော်တော်တက်ဆောင်နေတဲ့ကောင် အခုကျမမသူနဲ့ရတဲ့ကိုရှင်တယ် ဟာတော်တော်ရုံမာတဲ့ကောင်ဒီခွေးမသားငါအစိုးရနဲ့တတ်ပစ်ခဲ့ရမှာအော်လီဗာတန်အေးဆိုတာမောင်ရင်အိမ်မှာတွေ့ခဲ့တဲ့ချစ်ဖွယ်ဆိုတဲ့ကောင်ပဲ ချစ်ဖွယ်ကအော်လီဗာတန်အေးဟုတ်လား သိဟုတ်တာပေါ့ကွာဒီကောင်မျက်နှာခွေးချီသွားတော့ငါမှတ်မိဒီကောင်နဲ့သူ့ချစ်သူမတ်ရင်ွယ်တို့နီးစပ်ပါစေဆိုပြီး
ကျုပ်ကစေတံနဲ့ကူညီခဲ့တယ်ဒီကောင်ကကျုပ်ကိုထောင်ထဲပို့ခဲ့တယ်သစ္စာဖောက်ခဲ့တယ်ဒီကောင်ဟာငွေရဖို့နဲ့မိမတယောက်ရဲ့ကာမကိုရဖို့အတွက်ပြပြကြီးလိန်တက်တဲ့ကောင်အေးရကျုပ်ကတော့သူ့ကိုချစ်ဖွယ်အနေနဲ့ပဲတီးခဲ့ခင်ခဲ့တာနှစ်ပေါင်းကြာခဲ့ပြီဗျအတွေ့ရလဲကြာပြီဆိုတော့သူ့ရဲ့အတွင်းစိတ်ကိုတော့မခံမတတ်ဘူး အဲ့ဒါပဲဆရာစိတ်ဖွားကြီးအချစ်မှာမျက်စိမရှိဘူးတဲ့ ထိတ်ကြအချစ်မှာမျက်စိမရှိရင်အမုန်းမှာမျက်စိရှိလို့လားအချစ်ဆိုတာလောဘအမုန်းဆိုတာဒေါသမျက်စိမရှိဘူးဆိုတာဘာမှမရှိတဲ့အရာကိုအထင်နဲ့ပြောနေတာအဲ့ဒါမောဟအဲ့တော့အရာအားလုံးကလောဘဒေါသမောဟနဲ့ဖွဲ့စည်းထားတာကွာကဲဒါလေးထားပါတော့ငါတို့ရှေ့ဆက်လုပ်ရမယ့်လုပ်ငန်းကိုပြောကြအောင် ဟုတ်တယ်ကိုစေကွာကျုပ်တို့ဘာဆက်လုပ်ကြမလဲ အော်လီဗာတန်းရေးခေါ်ချစ်ဖွယ်ကငါ့ကိုကောင်းကောင်းသိအဲ့ဒါဒီမင်းကသေပြီးသားလူဆိုတော့ဒီလုပ်ငန်းကိုမင်းကစတာကောင်းလိမ့်မယ် ရတယ်ကျုပ်ကဘလို့နီးနဲ့ပဲဖြစ်ဖြစ်ဒင်းတို့နဲ့အမြန်ဆုံးကိုရင်ဆိုင်ခြင်းနေတာ အော်လီဗာတန်းရေးဟာချစ်ဖွယ်ဖြစ်နေတဲ့အတွက်မင်းကိုအကူအညီပေးတဲ့နေရာမှာငါ့ကိုတွန်းအားပေးလို့ဖြစ်နေတယ်ကွာ ဘာပဲဖြစ်ဖြစ်ကျုပ်ကတော့ကျုပ်တတ်လို့တေမဲ့လူဟာကျုပ်လက်စားချေတယ်ဆိုတာကိုမသိလိုက်ရပဲတေသွားမှမျိုးတော့ကျုပ် အဲ့ဒီအတွက်မင်းစိတ်ရှည်ဖို့တော့ ဘယ်သူနဲ့တွေ့ကြလို့ပါလဲရှင် ဟိုမတ်ကင်းစီနဲ့ကိုတန်ဟိတ်တို့တွေ့ချင်လို့ အဲ့ဦးရစမလေးချမ်းမရှိဘူးနော်အဲ့ဦးတဲ့အမွေးမရှိဘူးအော်တာရဲ့အဲ့ဒီဦးရထောင်ခဲ့ကြီးတာရဲ့ဟိုဒီဦးရတော့ဘိုးယူးယူးနေတာနေမှာပေါ့ဟုတ်ကဲ့ရှင်ဟိုခဏလေးထိုင်ဆောင်ပါဦးနော်တကယ်တော့ခေါ်ပြပါမယ်ရှင်ဟုတ်ကဲ့ပါဟာရင်သွားရအောင်နော် ဟုတ်ကဲ့ဟိုအဲငန်းထဲမှာအဲ့ဒီရောက်နေတယ်ဟုတ်လူတွေများနဲ့ကွဟိုမသိဘူးမခင်ဟိုတယောက်ချင်းတယောက်နဲ့အသားမဲမဲနဲ့တမင်နဲ့တယောက်ဟိုကြည့်ရတာကိုတဟဲအဲ့ဒီလေးတူပဲအေးဟုတ်ပြီမတော့ကြည့်လိုက်မယ်နော်ဟုတ်ကဲ့ဘာကိစ္စမရှိလို့ပါလဲရှင်ကျမကိုတန်ဟိရဲ့ဇနီးခင်ခင်စိန်ပါ အော်ဟိုဒါကဆီရှန်ကွန်မီရဲ့တတိမစ္စတာရှင်ဖင်ပါ အော်ဟုတ်ကဲ့ရှင်တွေ့ရတော့ဝမ်းသာပါတယ် ဒါနဲ့မစ္စလာတန်ဟိတယောက်ကောမတွေ့ပါလား ကိုတန်ဟိကဆုံးသွားပါပြီရှင် ဖိမဖျားလီကွေပြီးတော့ငါဆုံးသွားပြီလေ မကြသေးပါဘူးရှင်တလုံးပါ ပါယောဂနဲ့ဆုံးသွားတာလို့ ဘာရောက်ခါနဲ့ဆုံးသွားတာ ဆိုอ่ะ အော်သူကကျမမောင်ဝန်းခွေပါရှင်ဟုတ်ဒါနဲ့စကားမဆက်ဒီလိုလာတဲ့ကိစ္စလေးများသိခွင့်ရှိမလားရှင် စီလိုပါမစ္စတာတဟိတ်ကဟောင်ကောင်ကဝါလိုကုမ္ပဏီမှာရှီယာတွေအများကြီးဝင်ထားတယ်လေ ရှင်ကိုတန်ဟိကဟောင်ကောင်မှာရှယ်ယာတွေအများကြီးဝယ်ထားတယ်ဟုတ်လားဟုတ်ခင်တို့လည်းမသိရပါလား အဲ့ဒီကိစ္စတွေဝါကဒီကိုရော့လာလားမစ္စတာတဟိတ်ရှီယာတွေငါတို့ပြန်ခွေးပေးဖို့လေအခုမစ္စတာတဟိတ်ကဆုံးပြီဆိုတော့အီယာဒုက္ခပါပြီကွာ နေပါဦးမစ္စတာရှင်လျာရဲ့ဟိုကိုတန်ဟိရဲ့ဇနီးကျမခင်ခင်စိတ်ရှိပါသေးတယ်ရှင် နင်ကသူမိမဆိုတော့နင်စိတ်ခံခွင့်ရှိလိုက်လေ
ပြီးမဲ့တခုရှိလဲကမစ္စတာတန်ဟိတ်ကသူတေသွားလို့ရှင်သူ့ share တွေကိုကန်စားမဲ့သူ့မိမကတော့လင်မယူရဘူးလို့စာချုပ်ထဲမှာရေးထားတယ်အဲ့ပြီးနဲ့လို့မတော့မစ္စတာရှင်နေရဲ့ကျမလည်းအမျိုးသားဖုန်းလာမကြသေးဘူးလေပြီးတော့ကျမလည်းဒီသက်အိမ်အောင်ပြုတော့ပါဘူးရှင်ရှိတော့လားဟုတ်ပြီလေဒါဆိုရင်တော့နင်မစ္စတာတင်ဟိရဲ့အမွေတွေကိုနင်စိတ်ခံခွင့်ရှိလဲပါကဲကောမီလီဒါဆိုနင်ကိုလွှေးပြီးဖို့ငါတို့အမြန်ဆုံးစီစဉ်လိုက်မယ်လေဝတ်ရရှိလဲပြောပါကျွန်တော်ကူညီပါမယ်အားကောင်းလေနေအတူမှာဟုတ်ကျွန်တော်နောက်9ရက်လောက်နေပြန်လာပြီပါမယ်နော်ခပြီးပါဦးဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါကဲအမြန်ဆုံးလွှဲပေးဖို့ဝါလို့စီစဉ်မယ်ကွာဟုတ်ပြီလားဟုတ်ကဲ့ဝါလို့ခွင့်ပြုလို့ဟုတ်ကဲ့ပြည့်တော့ပါရှင်ပြည့်တော့စာရကကျွန်တော်မုန်းစိတ်ပြားဆွဲတာပဲကွာတခုလို့ရှိရောနောက်အိမ်တော်မပြုတ်မှလွှဲပေးမယ်ဆိုတော့ဘယ်လိုလုပ်ကြမလဲမောင်ကလည်းစိတ်အေးထားပါမောင်ရဲ့ရှယ်ယာတွေခွဲပေးတဲ့အချိန်ကြီးစောင့်လိုက်ရောဘာစိတ်ပူနေရလဲကိုဘတင်ရဲ့တင်တင်ကမက်ကင်စီမာနေရဆိုတော့လေခဏတာခုလုံနေရပါကိုဘတင်ရဲ့ဘာဖြစ်ကိုဘတင်ကတော့တင်းတင်းစိုးရိမ်နေပါဟိုခင်စင်ကပတ်စံချမ်းလာတယ်ဆိုတော့တင်းတင်းပုံမှာမောက်မှာဆိုလို့ကိုဘတင်ရဲ့တင်တင်နဲ့မက်ကင်တွေကညီမတွေပဲလေဘာမှစိတ်ပူစရာမလိုဟုတ်လားဟုတ်ပါပြီတင်းတင်းစိတ်ချမ်းသာတယ်ဆိုပြီးရပါပဲတင်းတောင်းမှာဖျားတော့ကြောက်လိုက်အေးတော်ပါစတိုင်းစတိုင်းမဘေးနဲ့မကွဲပြရစေနဲ့ကိုဘတင်တားလေးလည်းပြန်မလာသေးဘူးတော်တော်ကြာနေပြီတနေ့လိုက်သွားလိုက်အောင်မယ်နော်ဘေဘေတားလေးတားဘာလေးအော်နေရလဲသူဘေဘေကိုတွေ့လိုက်တယ်တားရဲ့ဒါပဲမရှိရဘူးတကယ်တွေ့လိုက်တာဒီနေ့ဘေဘေတကယ်တွေ့လိုက်တယ်ဟုတ်ကောင်းကလည်းရှုံပြပါနဲ့တားလေးရဲ့ကဲပါလာတားလေးလာတော့ပါကိုတန်ဟိကဟောင်ကောင်ကုန်နေတာရှယ်ယာတွေဘယ်တော့မှထားလည်းမသိဘူးအဲ့ဒါပဲကြည့်လေဒီကောင်ကဲပေါ်မှာတစ္ဆာဖောက်ချင်လို့ကြိုပြီးကြံစီရနေမှာပေါ့အဲ့ဆိုမစ္စတာရှင်ညာယူလာတဲ့စာချုပ်မှာဒီနေ့ပြန်နေမရကန်စစ်နေမှာဘာမှမလာရင်ဘာပဲပြောဒီကောင်ကဲပေါ်မှာမရိုးသားတာသိကဲပါမောင်ရဲ့အဲ့ဒီပြောမနေပါနဲ့တော့အခုခင်တို့ကသူ့ကြောင့်ပတ်စံနေရအောင်ပဲထင်တယ်အဲ့ခါကျရင်မောင်ရဲ့လုပ်ငန်းတွေအတွက်ပို့ပြီးတော့အဆင်ပြေသွားတာပေါ့တော့ပါခင်ဒါပေမဲ့အဲ့ရှယ်ယာတွေကိုမောင်တို့လည်းရပြီးတော့ခင်နဲ့မောင်နဲ့လက်ထပ်ဖို့ကိစ္စလည်းစီစဉ်အောင်မယ်အခုလိုမောင်တို့တိတ်ပုံချစ်နေရအားမရဘူးအောင်မလေးမောင်ရဲ့အခုလည်းတအိမ်နဲ့တကရင်နဲ့တွေ့နေရအောင်ပါတဲ့ဟုတ်
ပူပါ ဟဲ့ဘာဖြစ်လာလဲတင်းတင်းရောတင်းတင်းပြောပါ့အော်တင်းတင်းရတယ်လေဘယ်တွေးခဲ့ဟဲ့ကောင်လေးဒီဘာပြောနေတာတော့တကယ်တွေးခဲ့တာမင်း ဟဲ့ဒီဘာလာပြောနေတာမင်းတွေကတေးပြီမင်းတို့ရင်တင်းချမ်းကလိုက်တွေ့ ဟောမောင်ကလည်းဘာလို့ပြောအောင်သားကို မမေအတူနဲ့မနေချင်ဘူး ဟဲ့ဒီဘာစကားပြောရလဲ ဟောနေဆိုရလေလိုက်မနေအဲ့လိုပြောကြလူချွန်းအဲ့လိုပြောကြလားလူချွန်းဟမ်မင်းကလည်းကတော့ဟုတ်ပြီလားပဲဟာနေလာနေလားနေလားဟာနေလား မင်းတို့တဲ့ပါတီပွဲအကြီးကျင်းပပြီဟိုကလိုတော့ပါလောဆယ်ဒီပွဲကတော့အကျိုးပေါ့ ပြောချစ်ပွဲမင်းခင်းစိန်ဆိုတော့မိမအခုဒီမပိုင်သေးဘူးလားကွာ မင်းကနောက်ထပ်ပွားကြံမှုရှိသေးတယ်ကွာဒီမှာသူ့လင်ဟောင်းကောင်းကုမ္ပဏီမှာဝင်ထားတဲ့ share တွေကခင်စိန်နောက်ယောက်ျားမယူမှလွှဲပေးမယ်အဲ့ကုမ္ပဏီက share ရှင်ပြောကလာပြောသွားတယ်အဲ့ကြောင့်ငါအခုခက်ကြုံနေတာပေါ့ကွာဒါပေမဲ့ဘာပဲဖြစ်ဖြစ်ကွာလက်ဖက်ကောင်းစားခြင်းတော့ဟောရချစ်ပွဲတောင်တက်နေရတော့ ဟေ့မွေးကိစ္စကမင်းခင်ထားသလားမလွယ်ဘူးနော်ခင်စိတ်ယောက်ျားကြီးရဲ့သားကလည်းရှိသေးတယ်အေးဟုတ်တယ်လေအမွေးဆက်ကမှာသူ့သားလေးကွာ မင်းတို့ကလည်းကွာအဲ့ဒါများခက်တာလိုက်လို့အဲ့ကောင်လေးကငါဆိုတိမ်မလို့ကြောက်တာအဲ့လိုကြောက်အောင်လည်းငါလှုပ်ထားတယ်သူ့ရဲ့အမွေတွေအကုန်လုံးငါပိုင်ရဖို့သူ့သားကိုသူ့ဖေတန်ဟိန်းတော့လိုက်ခိုင်းလိုက်အောင်ပဲရှိတော့တာဗောကွာ ကဲကြပါဦးခလေးရနေနေလို့ပါတားလည်းမသိဘူးဒုက္ခပါပဲလုံးနေသေးလေလုံးနေသေးလေလုံးနေသေးလေဟဲ့တားလေး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 ဟဲ့ခလေးဒုက္ခပါခလေးတမရှိဘူးဘာနေတားလေးကဲမတနေမလို့လားခလေးတနာပါရဲ့စိတ်မကောင်းဘူးကဘယ်လိုသွားကြမလဲတားလေးတားလေးရင်းနဲ့တေသွားတဲ့ခလေးလေးတနာပါလေ အေးလေအသက်ကလည်း9နှစ်10နှစ်လောက်ပဲရှိအောင်မယ်နော်အသားပြပြချောချောလေး သူမိမတီးလို့ရှိရင်ရေချိုးမှာ ခင်ဗျားခုနကပြောနေခလေးတယောက်ရင်နဲ့တည်တယ်ဆိုဘယ်နားမှာ ဟိုဘနာကံပါတားလေး大队，到，没挨住，拢没要，没要要了，我就打你了，拿来正好嘛，好了，别把你就打你了，就打你个作业了，变好多个，我老变嘛冇呀，我说我，就打你那路就打我们几乎了的，连打你面难老手劲，年过呀，俺六百万没挂。大爷，别把别没打理啊！别把别打理。别收来了，没打理啊！别收来了，没打理啊！
ဒါလေးရဲ့ဒါလေးကိုအဖေမဆောင်ရှောက်နိုင်လို့ငါဒါလေးခုလိုပြရတာဒါလေးကိုစိဝါကျုပ်သားလေးအလောင်းခင်ဗျားတို့တုတ်တန်မကြကြနာလေးကူသွေးပြီးတကြိုပြားစီဗျာကျုပ်ကအဲ့ဒါတော့ခွင့်ပြုပေးပါအေးကြဒီလူလောကကြီးတဲ့ရောက်လာရင်ဘယ်အရွယ်မှာဘယ်အချိန်မှာဘယ်လိုနေရာမှာသိမယ်ဆိုတာဘယ်သူမှမပြောနိုင်ဘူးကွာဒါပေမဲ့လူသားတစ်ယောက်ဖြစ်တဲ့အတွက်နောက်ဆုံးခီးလေးကိုတော့လှလှပပလေးဖြစ်စေချင်ကြတာပေါ့ဒီကလေးအလောင်းမင်းတဲ့ပြီးတော့ငါတို့တုတ်တန်မှာကြာနာနာတကြိုပေးဖို့မင်းစီစဉ်လိုက်တော့ပါကျမမှာကိုတန်ဟိတ်ဆုံးလို့မှဘာမှမကြသေးဘူးအခုသားလေးတော့ထပ်ပြီးဆုံးရှုံးရတယ်ဆိုတော့ကျမရင်ထဲမှာဘလို့ဖြစ်သေးရမယ်မချရှင်ရရင်ခင်စိန်လားလူဆိုတာအားလုံးစိန်ညို့ကြီးပါပဲခင်စိန်လည်းဒီနေ့စေရမယ်အော်ကျမမသိချင်သေးပါဘူးမချရှင်ရခင်စိန်ကနောက်လင်းယူကျင်သေးတာပါဝါပြူလာရိုင်းသွားရင်ခွေးလို့ပါဝါပြူကျင်တာကနင်းငယ်ကြောလာလာလေးလေဒီတော့နင်းပထမလင်းတာခိုက်ထားခဲ့တဲ့စီးစိန်နင်းအားလုံးနင်းတယောက်တည်းပိုင်ရမယ်ဟုတ်လားအဲ့တော့နင်းကမီလုံချုံဘူးလေအားကြောင့်နောက်လင်းယူကောင်းတယ်လို့ပြောတာဟုတ်တာမခင်ရဲ့မခင်ကငယ်ချောလေးပဲရှိသေးတာနောက်ပြကြည့်လို့ရတော့ဟုတ်ကဲ့ဒီနေ့ကလည်းဘာရှောက်ပြောနေရလဲကွယ်ဟုတ်မိချရှင်လည်းအခုလိုမျိုးကျမအားပေးစကားပြောရတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်ခင်စိန်လေငါ့ကိုကျေးဇူးတင်ရမလို့ပါဘူးငါကိုချင်းဆရာလို့ပါဘာလို့လဲဆိုတော့ငါကလည်းမုတ်ဆိုးဖို့လေဟုတ်တယ်မလားအားကြောင့်ကျေးဇူးတင်လို့မလိုဘူးဟုတ်ကျမအခုလိုမျိုးအားကိုးရမင်းနေတဲ့အချိန်မှာမိချရှင်လည်းကျမအားပေးစကားပြောရတဲ့အတွက်မိချရှင်လည်းကိုကျမရဲ့ဆွေမျိုးတို့သဘောထားလိုက်မယ်နော်စိတ်ကောင်းလားဒီဘာပဲလို့ငါချင်မျိုးပြောပါအမတန်နေနော်ဆွဲဒီသက်ရှိတယ်အခုလောက်ဆိုရင်ကိုတန်ဟင်းရဲ့ရှယ်ယာခင်စိတ်ကိုလွှဲပေးဖို့အဆင်ပြေတော့ပါဘူးငါအဆင်ပြေပါလေဒါပေမဲ့တခုတော့ရှိလဲကွာတခုတော့ရှိလဲဘာပြောလဲပြသားကြီးဘာပြောလဲဆိုတော့ဒီညီမပြည်မှာငါနဲ့သူရှီယာဝင်ထားတဲ့မစ္စတာရှော့ရဲ့သဘောတူညီမှုရဖို့တော့လိုတယ်ဒီသဘောမတူရင်ဘာမှလုပ်လို့မရဘူးရှော့ရဲ့သဘောတူညီမှုတွေပြီးဟုတ်လေအခုမစ္စတာရှော့ညီမပြည်ရောက်နေတယ်ဒီနေ့နင်းအားရင်ငါသူနဲ့တွေ့ပေးမလို့နင်းအားမအားငါမသိဘူးလေအားပါတယ်အားပါတယ်ဟာအဲ့ဆိုဒီနေ့ပဲနင်းမစ္စတာရှော့နဲ့နင်းကိုတွေ့ပေးမယ်လေနင်းငါနေ့လက်ခဲ့ပါလားလိုက်ခဲ့မယ်ကျွန်တော်လိုက်ခဲ့မယ်ကောင်းလေခုလိုလေချင်းလေးခံပြီးတော့တောက်ရတာရှိလိုက်တာဗျာကျွန်တော်ဘာမှတသက်တူကိုဒါမျိုးမခံစားဘူးနင်းဘွားမှာဒီခါမှမခံစားဘူးလားနင်းချက်ပြီးခံစားရအောင်မယ်ကျွေးပြီးတော့ပြောအောင်မယ်မင်းစားရှင်လည်းနဲ့ကျွန်တော်လည်းအရင်ဘုရားရေစက်ကြောက်လားမသိဘူးမြင်ချင်းကိုခင်တာပြီးတော့တန်ဟေးအမွေတွေလွှဲပြီးမယ်ဆိုတော့ပေါ်ပြီးတော့ခင်သေးတယ်ဗျာမစ္စတာရှော့ကိုနင်းတွေ့ရင်နင်းငါတဲ့တောင်သူ့ကိုခင်သွားအောင်မယ်မစ္စတာရှော့ကျွန်တော်နဲ့တွေ့ပြီမယ်ဆိုရဲမစ္စတာရှော့ခုထိလည်းမတွေ့သေးပါလားလာမပေါ်လီ你စားကြရှိတဲ့အရင်သုံးဆောင်လိုက်ပါဦးစားကောင်းတော့ပဲစားတော့မှာဆိုအားလာလိုက်တော့ဗျာပြီးမအားမတော်နေစားပြီနော်အော်လီဗာတန်အေးခေါ်ချစ်ပွဲမင်းမသေးခင်ဘာတွေများထပ်စားချင်သေးလဲကိုသိန်းဝါခင်ဗျာမစားချင်းလဲဟိုက်လို့လူသိုးကြီးလား
လူဆိုးကြီးဆိုတော့ငါရောလူကောင်းဟုတ်လို့လားတေချာကြည်စမ်းမအောင်ချစ်ဖွယ်ရမင်းဟာတာဟဲ့အေးဟုတ်တယ်မင်းကျေးစွတ်ခဲ့တဲ့မင်းရဲ့ငယ်တငယ်ချင်းကြီးတန်ဟိတ်ကွာချစ်ဖွယ်မင်းမှတ်မိလားဟမ်တိုင်းမင်းမတည့်ဘူးနော်အေးသူ့မရလို့ချင်းသူ့လင်လှန်နဲ့ထိုးဆိုတဲ့အတိုင်းမင်းတို့ကြင့်ကြံခဲ့ပြီမယ်မင်းတို့ပိုးသားတဲ့မြတ်တာကြောင့်ငါအသက်မသေးဘူးကွာရောက်တန်းအေးမင်းငါပေါ်နှစ်ချိန်တိတိတစ္ဆာဖောက်ခဲ့ပထမတစ်ချိန်မရင်ငယ်ကိုမင်းလက်ထပ်မယ်လို့မင်းကတိပေးပြီးတော့မရင်ငယ်ကိုပြစ်ထားတယ်ဒုတိယတစ်ချိန်မင်းရဲ့ဂျေဇုရှင်တန်ဟိတ်ကိုမင်းသစ္စာဖောက်တန်ဟိတ်ရဲ့မိန်းမခင်ခင်စိန်ကိုမင်းကြာခိုးခဲ့အဲ့တော့မင်းလူလောကကြီးမှာနေပြီးလူစည်းကံကိုဖောက်ခဲ့တဲ့အတွက်မင်းကိုလည်းလူလောကကြီးကနေအပြေးပိုင်မောင်းထုတ်လာကျွန်တော်မတတ်ပါနဲ့ဗျာကျွန်တော်မတတ်ကြပါနဲ့ဗျာတိုင်းကောင်းကဲပါကောင်းကဲပါသင်ချင်းတရားရဲ့အရာတော်ဒီဆိုင်ကြည့်တာကိုခါတာရှင်မောင်ကျမမောင်မြေထဲကိုပြုတ်ကျသွားလို့ဟုတ်လားဘလို့ဖြစ်ကြရလဲရှင်အေးဝါလေစီမကောင်းပါဘူးလေမစ္စတာရှောက်ရဲ့မြင်းမောင်ရဲ့ဝါရဲ့ဒီမောနဲ့မြေထဲသွားဒီညခံထွက်တယ်လေအဲ့ဒီမှာယမကာလေးနဲ့ဒီခင်းအဲ့ခံတော့နီမောင်ကယမကာဒီကြိုက်ကြိုက်နဲ့တော့ပြီးအမှုလုံးပြီးမြေထဲထိုးကြသွားတော့တာပဲအေးအဲ့ဒီဝမ်းနဲ့ဆရာဒီတင်းကပြောရင်းနဲ့ငါထပ်ပြီးတော့ပြုချင်တာလားအခုကိစ္စမှာအေးရှာမတွေ့လို့တည်သွားမယ်ဆိုရင်လည်းတည်တဲ့လူကတော့တည်ပြီပဲနော်ပြီးတော့မှပြန်မစင်ကနိုင်တော့ဘူးလေအရေးကြီးတာကဒီကိစ္စမှာဗီလိတ်တွေဝင်ရှုပ်လာလို့ရှိရင်ဘွားတို့ကုမ္ပဏီလည်းဒီခါကြမယ်အေးအဲ့ဒီအရေးကြီးတာကနင်းရစရာရှိတာတွေအကုန်ကြမ်းကြသွားလိမ့်မယ်အဲ့ဒါကိုငါလာပြီးတော့မိတားရဲ့ခဏပဲအေးနော်ကိစ္စတခုကတော့ခင်စိန်ကိုဝါလက်ဆောင်ပြီးချင်လို့ဟုတ်ကျမတို့လက်ဆောင်ဟောလေအိုးဒီလက်ဆောင်ကအခုဖြစ်သွားတဲ့ကိစ္စအတွက်ဒီစိုးလက်ဆောင်လာပြီးတာဟုတ်ဘူးနော်ခင်စိန်ကိုဝါစာတွေ့ကလေးကဝါပြီးဖို့ရည်ရွယ်ထားတဲ့လက်ဆောင်ကြည့်ပါဦးဘလို့လဲဝါပြီးလဲလက်ဆောင်ဒီဘောကြရလားလက်ဆောင်ဆိုတာမညင်အောင်ဘူးနော်ဟုတ်မစ္စတာရှင်လည်းခင်ဗျမြစ်တာနဲ့ပေးရလက်ဆောင်မဲ့ခင်ကဘယ်ညင်းလို့ဖြစ်ပါမလဲရှင်တကယ်တော့ဂလဲစားဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ဟာသင်္ကန်းစာရဖို့နောင်တတရားရဖို့ပေါ့တပည့်လုံးရင်ထဲမှာတမြုံမြုံခံစားပြီးနောင်တတရားတွေရတယ်ဆိုရင်အဲ့ဂလဲစားဆိုတာပို့ပြီးအဓိပ္ပာယ်ရှိတယ်တစ်ဖက်စွန်းရောက်သွားရင်တော့ကွာအဲ့စဂလဲစားဆိုတဲ့စကားလုံးကိုသစ္စာဖောက်တာရောက်သွားလိမ့်မယ်တာတည်းဘာပဲဖြစ်ဖြစ်အော်လီဗာတန်အေးပြီးရင်တော့ဒီတခါဟိုကောင်မခင်ခင်စိတ်လဲမင်းတယောက်တည်းသွားလို့ဖြစ်ပါမလားစိတ်မပူပါနဲ့ကိုစိတ်ဖွာသွားလန်းလာလန်းဖြောက်နေပါပြီဒါဆိုလဲကွာမနေ့ပြန်ကတရုတ်လက်ဝဲကျော်ဝမ်ပေါက်ချောင်ရဲ့စိန်ခေါ်ပွဲမှာပမာရီကိုသွားအားပေးလိုက်မယ်
မင်းကတော့ငါတို့ဒီမှာတဲနေတဲ့ဒီတဲခိုးဆောင်လေးဒီမှာလာမယ်လှုပ်ရှားပြီး ပရိသတ်ကြီးခင်ဗျာအခုအချိန်မှစပြီးတော့တရုတ်လက်ဝဲအကျော်မောဝမ်ပေါက်ချောင်နဲ့မြန်မာလက်ဝဲအကျော်မောကောင်းမြန်တွေလက်ဝဲစိန်ကောင်းပွဲကြီးစတင်ပါပြီခင်ဗျာရှယ်ယာတွေဘယ်တော့လွှဲပေးမှလဲမင်းနေရလေဘယ်တော့လွှဲပေးမှလဲလို့ကဲကြည့်လူကိုစိုက်ကြည့်နေပြန်ပြီဟောတစ်ခါထမစိုးအောင်နော်မှတ်မိမလားငါကြီးပြောရှိမသေးဘူးငါမသေးဘူးသေရမှာနဲ့ငါတက်ရှိသင်ရှားရှိရဲ့ချက်ပွဲဆိုတဲ့ကောင်နဲ့နေအရင်ဖောက်တယ်အေးအဲ့ဒီကောင်နဲ့ငါမျက်ထဲတိုးချမ်းပါလားဒုတိယတစ်ချိန်ရှင်လျင်ဆိုတဲ့ဘာနဲ့ပဲနင်ထပ်ပြီးဖောက်ကြနင်လုံးမိမလို့အရှာအခုတိုင်းနေရောငါတမ်းမယ်စစ်စစ်Hey!
你要我，你背着狗啊，你逮来噻！ကိုလူတော်ဒုံးဝေးတာပဲခင်ခင်စိန်ကိုတတ်ပြီးတော့မျက်မြင်သက်သေတယောက်ဖြစ်တဲ့တင်တင်ဆိုတဲ့အမျိုးသမီးကိုရှင်းခဲ့တဲ့ကိစ္စဒါလှုပ်တဲ့လှုပ်ထိုက်တဲ့ကိစ္စမလို့ကျုပ်မပြောလို့ကျုပ်လည်းရန်ညိုးရန်စားကြောင့်တတ်တယ်လို့ပလိတ်တွေမထင်ရအောင်ကတင်အောက်ကအံဝက်ထဲမှာထားတဲ့စာရွက်စာတမ်းတွေကိုယူဖို့ကြိုးစားသေးတယ်ဒါပေမဲ့ကမလာရောက်လာတော့အဲ့ဒီကိစ္စအဆင်မပြေလိုက်ဘူးအဲ့ဒီကိစ္စကလည်းပလိတ်ကတွက်မှာပဲတရားခံဟာလူတက်ပြီးပစ္စည်းယူဖို့ဆဲဆဲမှာမျက်မြင်သက်သေတယောက်ရောက်လာတဲ့အတွက်ထွက်ပြေးသွားတယ်လို့သူတို့ကယူဆလိုက်တယ်နောက်တန်ဟိတ်ဆိုတာလည်းသေပြီးသားသူတယောက်ဖြစ်တဲ့အတွက်ခမ ्या ကိုလုံးဝထည့်စဉ်းစားမှာမဟုတ်ဘူးအရေးကြီးဆုံးကိစ္စကခင်ခင်စိန်ကိုမပတ်ခင်ခမ ्या ကျူးကျူးလွန်လွန်ဖြစ်ခဲ့တဲ့ကိစ္စအဲ့တော့စုံတော့ကလူတယောက်ကိုတရားခံဆိုပြီးတော့ဖမ်းမယ်အဲ့ဖမ်းမိတဲ့လူစီကသွေးကိုစစ်ပြီးတော့သွေးချင်းတိုက်ကြည့်တယ်ဆိုရင်ဒီလူဟာတရားခံမဟုတ်ဘူးဆိုတာကိုပလိတ်ကသိသွားလိမ့်မယ်အဲ့တော့ဘာတွေဆက်ဖြစ်လာနိုင်လဲဆရာစိတ်ပါဘာဖြစ်ရမှာလဲဒီစုံတော့ကတရားခံမမိမချင်းရေဆုံးမြေဆုံးလိုက်တော့မယ်အဲ့တော့ကျုပ်တို့အတွက်အန္တရာယ်ရှိတယ်ဒါကြောင့်ဒီညပဲရန်ကုန်ကနေထွက်ကြတယ်ဒီအိမ်မှာအမျိုးသမီး2ယောက်တည်းရှိတာဆိုတော့အိမ်ကပစ္စည်းတွေဘာပြောက်တယ်ဆိုတာဘာမှမသိနိုင်တော့ဘူးဟုတ်ပါလေဆရာဒီလောင်းတွေကိုရောဘယ်သူအရင်ဆုံးစတွေ့တာလဲ ဒီမှာနောင်တို့ဘူးလေးကြကလမာလေးကစတွေ့တာပါသူ့ကိုလည်းကျွန်တော်ခေါ်ထားပါတယ် ကောင်းပြီလေခမောက်လို့ဆရာရှက်ဆက်လို့ပါ လူတက်ကောင်อ่ะဒီအိမ်မှာအမျိုးသမီး2ယောက်တည်းရှိတယ်ဆိုပြီးအပိုင်လောက်တော့တာဖြစ်မယ်ထင်တယ်ကိုနေမှာဖြစ်နိုင်ပါတယ်ထူးခြားတာကဒီအိမ်မှာရှိတဲ့ပစ္စည်းတွေကိုဘာမှမှွေနှောက်ရှာဖွေထားတာမတွေ့ရဘူးကိုနေမှာအဲ့ဒီဂရင်းမှာဘာထူးခြားတာများရှိလို့လဲဗျအခုတော့တိကျအတက်မပြောနိုင်သေးဘူးဗျာဒါပေမဲ့ကျုပ်ပြောနိုင်တာတစ်ခုကဒီအမှုကတော်တော်ရှုပ်နေတယ်ဒီအိမ်မှာနွားနို့ပို့တာဘယ်လောက်ကြာပြီတန်းလောက်ရှိပါပြီအကိုကြီး တနေ့လောက်ရှိသွားပြီဆိုတော့ဒီအိမ်ကလူတွေနဲ့တော်တော်ရင်းနှီးမှာပေါ့နော်မကြောက်ပါနဲ့ရဲရဲတာဖြစ်ပါ ဒီအိမ်ပိုင်ရှင်ကိုတဟဲကအဲ့ရန်ကိုသဘောကောင်းတာပါသူတို့လည်းမရနှစ်ယောက်ကလည်းအဲ့ရန်ကိုလိုက်ဖက်တဲ့ဆုံးပဲပါအဲ့ရင်တော့ကအဲ့အောက်ကအဲ့ခမ်းမှာကိုတဟဲရဓာတ်ပုံရှိပါတယ်အခုတော့မတွေ့တော့ပါဘူး အဲ့ဒီကိုတန်ဟိတ်ကဘယ်ရောက်သွားလဲ
ကိုတက်ဟိတ်ဆုံးသွားတာတိတ်မကြသေးပါဘူး ဒါနဲ့သူကရော သူကမောင်တာနိုးလေးကိုထိန်းတဲ့ခင်းခက်ဆိုင်ရဲ့ညီမဝမ်းခွဲပါ မောင်သားနူးလေးရောဘယ်ရောက်သွားလဲအခုမတွေ့ပါလား မောင်တာနိုးလေးကလည်းရေးနှစ်တည်သွားတာတိတ်မကြသေးပါဘူးကိုတက်ဟိတ်နဲ့ရှေ့စစ်နှောက်စင်ပါပဲရှင် ဒီမှာတခြားဘယ်သူတွေရောအရင်တော့နေသွားသေးလဲ အဲ့ဒီတော့ကတော့ဒေါ်ကျွဲဆိုတဲ့မိန်းမကြီးတယောက်ရှိပါတယ်အခုတော့သူဒီအိမ်မှာမနေတော့ပါဘူးနောက်ပြီးတော့ကိုတက်ဟဲ့ရဲ့တငယ်ချင်းဆိုလားခင်းခင်းစိန်ရဲ့မောင်ဝမ်းကွက်ဆိုလားအဲ့တယောက်တော့ရှိပါသေးတယ် အခု तू ကပြင်ပါလဲ အဲ့ဒါတော့မသိတော့ပါဘူးရှင် ဒီအလောင်းတွေကိုစတွေ့တဲ့အချိန်မှာတခြားမတင်ကားစရာလူတစ်ယောက်ကိုတွေ့မိသေးလား အဲ့ဒါတော့မတွေ့ပါဘူးရှင်ကျမလည်းဒီအလောင်းတွေတွေ့ချင်းတန်းကြီးကိုပြေးခေါ်တာပါ အခုလိုဖြေရှားပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ် တာရဲ့မင်းအမေကိုတော့အဖေတတ်လိုက်ပြီသားတာရဲ့အမေဆိုပေမဲ့အဖေအတွက်တော့သက်ဆောင်မရှိတဲ့ဇနီးမယားတစ်ယောက်ပဲအဲ့ဒါကြောင့်သူနဲ့ထိုက်တန်တဲ့အပြစ်ကိုအဖေပေးလိုက်ပြီသားတာရောက်တဲ့ဘဝကနေအဖေကိုနားလဲခွင့်လွတ်လိမ့်မယ်လို့ဖေယုံနေတာရဲ့ဖေယုံနေ ရှာစိတ်ပွားရှာစိတ်ပွားတတိလူပါတယ်တတိလူပါတယ် ဘာသတင်းယူလဲကွာ စိတ်ဘောကတိုက်လူသတ်မှုတရားခံမိသွားပြီတဲ့ တရားခံဘာလုပ်လဲ ဟိုဒီထဲမှာရေးထားတာတော့ဘာတင်လို့ရေးထားတာပဲ ဘာတင်ဆို ဟောဘယ်သူပဲဖြစ်ဖြစ်ပေါ့ဆရာစိတ်ပွားရဲ့တရားခံမိပြီဆိုတော့ကျွန်တော်တရားအေးရတာပေါ့ တော့တန်းနေမင်းဘာတင်ဆိုတာသိလားအေးဘာတင်ဆိုတာဘယ်သူပဲဖြစ်ဖြစ်ဘလို့ပုံစံနဲ့ပဲမိမိမကြာခင်ပြန်လွတ်လာမှာသိကြတယ်အဲ့တော့ငါတို့ရှောင်းမှုတိမ်မှုအချိန်ရတာပေါ့ကွာ ဘာလို့ရှောင်းရမှာလဲတရားခံတိုင်းကသေပြီးပြီလေဥစ္စာ မင်းမသိပါဘူးကွာထေချာဒီမှုကိုရဲရလိုက်ရင်လည်းမျက်စိလဲနေတယ်စားပလင်းနှင်းမောင်တာဒီအမှုကိုကင်လိုက်ရင်ငါတို့ဒုက္ခရောက်သွားတယ် စားပလင်းနဲ့ အာဆရာပေဒီဒီနဲ့ဇောလိုက်လား ဟုတ်တယ်ဗျာမြင်းလဲကြုံရှိတာနဲ့စောစောလိုက်လာခဲ့တယ် ခိုင်းရချင်းကျွန်တော်ခေါ်ခိုင်းတော့အမနာနဲ့ ဟုတ်ပါပြီဗျာကောင်းပါပြီကောင်းပါပြီ တော့ထေချာ ဖျားစီ အဲ့ဒါဘယ်သူလဲကွာ သူ့နာမည်ဥပေတိတဲ့တင်းကျန်းတကလှည့်ပြီးတော့တုတ်တန်တူတင်ထိုင်တဲ့ပုဂ္ဂိုလ်ပဲ အေးငါတို့တုတ်တန်ကိုလူစိမ်းရောက်လာတာငါတို့တော့မကောင်းဘူးထေချာငါတို့ဒီညဘူရာနာဇပွဲသွားကြည့်မယ်အော်ငါတို့သွားမယ်ဆိုတာအဲ့လူကိုသွားပြောထားအောင်နော်တော်ကြကြမင်းကိုခိုင်းစရာရှိလို့မင်းမရှိဘူးဖြစ်နေဦးမယ် ဟုတ်ကဲ့ဟုတ်ကဲ့ ရှာစီပွားဟိုဥပဒေမို့လား အေးဟုတ်တယ်ကွာ ဒီလိုဘာလုပ်နေရလဲ မောင်ရင်ကူကိုဖောက်ဖို့ကြိုးစားတယ် ဘာလို့အဲ့ကူပေါ့ နောက်ကအချိန်မရှိဘူးလာလာဟုတ်စပါဒီလူကဘာလုပ်လဲဗျ ဘယ်သူကမှလဲ
ဒီကောင်ပလိတ်အဖွဲရပဲနေမှာဖိတ်ကြဒီကောင်အိမ်ကိုရှာကွာဟုတ် ပြန်စုံကြရပြန်ပြီနော် အေးစစ်စစ်အဖမ်းခံပါ ကိုတန်ဟိတ်ခေါ်မြန်ရစာတာတီခမရထွက်ပြေးဖို့မကြိုးစားပါနဲ့ ရန်ရာစာတာတေးပါလေလှုပ်ရဲရင်ခံရဲတယ်ကိုတန်ဟိတ်ကျုံနာမယ်တန်ဟိတ်မဟုတ်ဘူးရန်ရာစာတာတေး ဟုတ်ပါပြီကိုတန်ဟိတ်ခေါ်မြန်ရစာတာတီအိုလီဗာတန်အေးခင်ခင်စိတ်တင်တင်တို့ကိုတတ်တဲ့အမှုခင်ဗျားတို့ဘယ်လိုရှောင်လဲ ကျုပ်တို့တတ်တယ်လို့ခင်ဗျားဘယ်လိုလုပ်ပြောနေလဲ ခင်ဗျားတို့တေပြီးသားလူတွေကိုအသက်သွင်းမှုကြိုးစားခဲ့ကြတဲ့ဇက်ရှုပ်ကြီးဒီဇက်ရှုပ်ကြီးကိုလွယ်လွယ်နဲ့တော့ပြီးရှင်းလို့ရမယ်ဗျာတချို့အကြောင်းအရာတွေကိုခင်ဗျားတို့သိကြတယ်ဟေးဒါပေမဲ့ခင်ဗျားတို့မသိတဲ့အကြောင်းအရာတွေကိုကျုပ်ကပြောပြရမယ်ဆိုရင်တော့ပထမဆုံးပြောရမှာဘာတင်ပဲဒီကောင်ကစိန်ဘောကတိုက်စောက်တွန်းကအိတ်ခမ်းထဲမှာအံ့ဝှက်ပါတယ်ဆိုတာကိုသိတဲ့ပယံဆရာရဲ့သားအဲ့ဒီမှာရင်ဒီကောင်ကစိန်ဘောကတိုက်ကိုဖောက်ဖို့ကြံတော့တာပဲအဲ့ဒါကြောင့်မလို့တင်တင်ကိုချင်းကတ်တယ်အေးခင်ခင်စိန်တို့တင်တင်တို့အသက်ခံရတယ်ဆိုတာလဲသိရောနောက်တနေ့မှာစိန်ဘောကတိုက်ကိုဝင်မှုကြိုးစားတော့တာပဲကျုပ်ခင်ခင်စိန်တို့အသက်ခံရတဲ့နေရာကိုရောက်တဲ့အချိန်မှာဂရင်ကတနေရာကိုရွေ့နေတယ်ဆိုတာကိုသတိထားမိခဲ့တယ်အဲ့ဒီလိုသတိထားမိတာမို့လူသက်တရခံဂရင်အောက်ကအရာတစ်ခုခုကိုယူမယ်လို့ကျုပ်စဉ်းစားမိတယ်အဲ့ဒါကြောင့်မလို့ပလိတ်ဖက်ကအံဝက်တွေ့တယ်ဆိုတဲ့သတင်းကိုမပြတ်အောင်ထိန်းထားပြီးတော့တရက်ခါထုံဖမ်းနေတာအဲ့ဒီမှာလည်းအံဝက်ထဲကအရေးကြီးတဲ့စာချုပ်စာတမ်းတွေနဲ့အတူဟိုတက်ပုံရခဲ့တာပဲကုတ္တတေဒီဓာတ်ပုံတွေကမိသားစုကကိုတန်ဟိမိသားစုလို့ပြောလို့ရပါတယ်နော်ကျုပ်ဘားရင်အကြောင်းကိုပြောရမယ်ဗျာဘားရင်ကခင်ခင်စိန်နဲ့တင်တင်ကိုမတတ်ပါဘူးလို့ညင်းတယ်လေအဲ့ဒီမှာလေကျုပ်မှုခင်းဆရာဝန်ရဲ့ထွက်ချက်ကိုပြန်လိုက်ရတယ်မှုခင်းဆရာဝန်ကခင်ခင်စိန်ဟာမသေးခင်မိနစ်ပိုင်းအတွင်းမှာယောက်ျားတစ်ယောက်နဲ့တန်ဝါသားပြုတယ်လို့ထွက်ဆိုတယ်ဘားရဲ့သွေးကိုစစ်လိုက်တော့
လွဲနေတာကိုတွေ့ရတယ်အဲ့ဒီမှာရင်ကျုပ်တရားခံအစ်စ်နောက်ကိုလက်ရတော့တာပေါ့ဗျာ अरे माये कैमला नानो बोला यू भी ना अरे माँ कैमला डला भी ना အလောင်းတွေကိုပထမဆုံးစတွေ့တဲ့ကမလာဆိုတဲ့ကလမလေးကိုမေးကြည့်တော့ကိုတန်ဟိတ်နဲ့သားလေးမောင်တာနိုးဟာရှေ့စနောက်ဆက်ဆုံးသွားတယ်လို့ပြောနောက်ပြီးတော့ဧကန်ထဲမှာချိတ်ထားတဲ့ကိုတန်ဟိတ်ရဲ့ဓာတ်ပုံကြီးမရှိတော့ဘူးဆိုတာရဲ့တို့စဉ်းစားစရာဖြစ်လာတယ်ကမလာရဲ့ထွက်ဆိုချက်မှာခင်စိန်ရဲ့မောင်ဝမ်းခွဲဆိုလားမတဲမကွဲဖြစ်နေတဲ့ဒီလူဟာတန်တရားဖြစ်เสียအဓိကလို့ဖြစ်လာတယ်အဲ့ဒီတော့ကျုပ်ကကိုတန်ဟိတ်အိမ်မှာအလုပ်လုပ်ဖူးတဲ့ဒေါ်ကျွဲဆိုတဲ့မိန်းမကြီးနောက်ကိုလိုက်ရတော့မောင်တိုင်းမိဘရဲ့လက်ထက်ကလေးကလေအတော်အဲ့ဒီအိမ်မှာနေခဲ့ရတာဆွေမျိုးရင်းချရီလိုအောင်ဖြစ်နေပါပြီအဲ့ဒီခင်စိန်အတွက်ကြောင့်အတော်ကအဲ့ဒီအိမ်ကထွက်ခဲ့ရတာထွက်ခဲ့ရတယ်ဘာကြောင့်များလဲဗျအဲ့ဒီအကြောင်းတွေကိုတော့အတော်မပြောပြစင်နဲ့မောင်ရဲ့အဲ့ဒါနဲ့အဲ့ဒီအိမ်မှာကိုတန်ဟိတ်တငယ်ချင်းဆိုလားခင်စိတ်မောင်ဝမ်းခွဲဆိုလားအဲ့တယောက်လည်းရှိသေးတယ်ဆိုအဲ့ဒါကိုအတော်သိလားသူ့နာမည်ကလေအိုလီဗာတန်းအေးတဲ့ခင်စိန်နဲ့ဘာမှမတော်တာအဲ့ဒီအကြောင်းတွေကိုအတော်မပြောပြချင်ဘူးကွယ်ကျုပ်ကအိုလီဗာတန်းအေးအကြောင်းသိချင်တာနဲ့စိန်ဘောကတိုက်ကိုထပ်သွားပြီးရှားတာပေါ့ဗျာအဲ့ဒီမှာခင်စိန်ကိုအရေးကြုံလာရင်အကြက်ကင်ကိုထင်တယ်ဟိုရီတက်ပုံတွေ့တယ်ဗျာဦးစိတ်ပါဒီတက်ပုံကိုတေချာကြည့်ပါဒါအိုလီဗာတန်းကြီးဟုတ်ရလားခင်ဗျားသိရတာနဲ့မေးမနေစမ်းပါနဲ့အိုလီဗာတန်းကြီးဆိုရင်တော့ကိုစိတ်ဖွားနဲ့ရန်ညိုးရန်စာရှိပုံရတယ်ကဲပါဗျာတက်တည်လည်းတော်တော်ဆုံးနေပြီပဲကျွတ်တို့ညီကုန်းချုပ်လိုက်ကြရအောင်ဟုတ်တယ်ခင်ဗျားနဲ့ကြုံတဲ့တရုတ်လက်ဖက်ရည်ဆိုင်မှာစုံမှုကြတယ်没劲了啦！嘿，啊！哈，大佬，你这两鸟都没叫拿过。ဦးစိတ်ကွာခင်ဗျားလက်ဝဲကိုတော့ဝါသနာပါတယ်နော်ရန်ကုန်ထိတောင်ဆင်းလာပြီးတော့ဝမ်ပေါက်ချောင်ရဲ့လက်ဝဲပဲကိုဒါကြည့်ခဲ့သေးတယ်မလား
အဲ့နေရကျုပ်တော်မှစဉ်းစားမိသေးတယ်ဝမ်ပေါက်ချောင်ရဲ့စိန်ခေါ်မှုကိုကျုပ်တက်ပြီးတော့လဲထိုးချင်နေရတာခမည်းလဲကျုပ်လိုပဲစဉ်းစားမိလိမ့်မယ်လို့ထင်ပါတယ်ရန်ကုန်မှာယင်းနှစ်ပြီးဆုံးတဲ့ကိုတန်ဟိတ်ရဲ့သားမောင်သားနိုးရဲ့အုပ်ကူဟာခမည်းတော်နေနေတဲ့တင်ချိုင်းမှာရောက်တယ်လောကကြီးမှာအဲ့လိုမျိုးကြပြောင်းကြပြန်နေဖြစ်နေတာထူးဆန်းတယ်ဗျာနော်ကိုနေမောင်ခမည်းရဲ့ညီကုန်းကဝေ့ပြီးအင်မတန်ပြင်းစရာကောင်းနေပြီသိရှိပါနဲ့ပေါ့စိမှန်တကယ်ညီကုန်းကချုပ်တော့မှာပါအိုလီဗာတန်းရေးရဲ့အကြောင်းကိုစိတ်ဖွားကကောင်းကောင်းကြီးသိထားပါအိုလီဗာတန်းရေးနဲ့ခင်စိန်တို့ဖောက်ပြခဲ့ကြတယ်အဲ့ဒီမှာတင်တေရွာပြန်လာတဲ့တန်ဟိတ်ခေါ်ကိုတာတီကဒါကိုလက်စားချေတယ်မတရားမှုမှန်သမျှကိုကူညီတတ်တဲ့ကိုစိတ်ဖွားကတာတီကိုကူညီတန်အေးကိုလည်းကိုစိတ်ဖွားကနှိပ်ကွက်ချင်အဲ့ဒီမှာလည်းလူသက်မှုတွေဖြစ်ပေါ်လာတာပဲဟုတ်တယ်များလို့စုံတော့မျိုးအင်မတန်ရှားကျုံနဲ့တာတီတို့ရဲ့ဟာကွက်ပျော့ကွက်တွေကိုခင်ဗျာအသုံးချနေခဲ့တယ်သေပြီးသားတရခံကိုတော့လက်ရဖမ်းနိုင်ခဲ့တာကိုကိုတန်ဟိတ်ခေါ်ရန်ရန်စာတာတီဒီလောက်ဆိုရင်တော့ကျုပ်ပြောတဲ့အကြောင်းအရာတွေအားလုံးပြည့်စုံပါတယ်နော်ဆရာစေပွားမင်းငါ့အခုချိန်ကြီးဆရာလို့ခေါ်နေတော့မယ်လားတကယ်တော့ငါတို့နှစ်ယောက်ဟာအပြစ်ရှိလို့ချုပ်ထဲရောက်နေတကယ်ဆိုရင်မင်းကိုငါဆရာလို့ခေါ်မှာမင်းကငါ့ထက်ပိုသားတယ်ကွာမင်းကကြိုးပေးခံရမယ်သူကိုဘာပဲဖြစ်ဖြစ်ဗျာကျုပ်ကြောင့်ကိုစိတ်ဖွားပါအခုလိုအပြစ်ဒဏ်ချခံရတာတော့ကျုပ်စိတ်မကောင်းဒါဒီငါစီကိုတန်ဟိတ်ဆိုတဲ့ပျက်စီးယိုယွင်းနေတဲ့ရွှွန့်ရုပ်ပြီးတည်းကိုရပါအဲ့ပျက်စီးယိုယွင်းနေတဲ့ရွှွန့်ရုပ်ကိုငါပြုပြင်မွမ်းမံပြီးတော့တာတီဆိုတဲ့ရွှွန့်ရုပ်အသစ်ကိုငါလုပ်ခဲ့တော့မူလလက်ဟောင်းမဖြတ်ကောင်းဆိုတဲ့ရှေးလူကြီးတွေရဲ့စကားအတိုင်းတာတီဆိုတဲ့အယုတ်ကိုငါမြန်ရာစာတာတီဆိုပြီးတော့ကပီးမှဲ့ခဲ့တယ်အဲ့မြန်ရာစာတာတီဟာအသက်ဝင်ပြီးတော့သူ့လမ်းသူ့သွားသူ့လုပ်သူလုပ်တယ်အဲ့တော့ဒီတာတီလောက်တာတွေဟာမကောင်းမှုလို့ပြောကြတယ်ဒီအယုတ်ကိုဖန်တီးခဲ့တဲ့စိတ်ဖွားမကောင်းလို့ပဲပေါ့ကွာဒါပေမဲ့ကျုပ်ရဲ့မစင်မချင်းလှုပ်ရကြောင်အခုလိုပြစ်ပေးခံရတာဗျာ
အဲ့ဒါနဲ့ပတ်သက်ပြီးမင်းကငါပြောခဲ့ဘူးလက်စားချီတယ်ဆိုတာတစ်ဖက်စွန်းရောက်သွားရင်အဲ့ကလေးစားချီတယ်ဆိုတဲ့စကားလုံးကိုသစ္စာဖောက်ရရောက်သွားမယ်လို့ငါပြောခဲ့ဘူးသားပဲကိုစိဘွားကျုပ်တို့ကိုစဉ်းစားမိကျုပ်အပါဝင်လူတွေမှာလက်စားချီခြင်းနဲ့စိတ်ဆိုတာဘာကြောင့်ရှိနေရတာအဲ့ဒါတော့ကွာမတရားတဲ့မင်းဆိုးမင်းညစ်ကြီးကြောင့်ပေါ့ကွာမတရားတဲ့ဥပဒေတွေမတရားတဲ့စီရင်ချက်တွေကြောင့်မတရားခံနေရတဲ့ငါတို့လူတွေကလက်စားချီတယ်ဆိုတဲ့စီရင်ချက်ကိုလက်ကင်ပြုနေရတာကွာဟုတ်တယ်ခေဆိုးစနစ်ဆိုးကြီးမှာလောကကြီးပေါ်သစ္စာဖောက်တဲ့လူတွေကိုလက်စားချီလိုက်ရတဲ့အတွက်ကြုတ်ကြည်နေတယ်တဟဲ့ခါတားတယ်မင်းကျွဲပြောင်းမယ်ကိုစိတ်ဖွာနှုတ်ဆက်ခဲ့တယ်ဗျာဒါတီရေမင်းလည်းမင်းလမ်းမင်းသွားပြီမင်းသမိုင်းမင်းရေးခဲ့ပြီငါလည်းငါလမ်းငါသွားပြီးငါသမိုင်းငါရေးရအောင်မှာပေါ့ကွာတကယ်တော့လူပီသားတဲ့သူတွေဟာကိုလမ်းကိုသွားကိုအလုပ်ကိုလုပ်ကိုသမိုင်းကိုရေးရတာပဲကွာနောက်ဆုံးကြတော့လေတပ်ပြီးတပ်တာကာမတကာပါကွာကြောင်တောင်တောင်တက်တည်တွေလေအဲ့ကြောင့်ကိုသွားပြီးဖားတာပေါ့အဲ့တော့ဟိုကကုမ္ပဏီနဲ့မဆိုင်တဲ့အိမ်အလုပ်ကိစ္စတွေပါခေါ်ခိုင်းပြီမလားပြီးတော့နင်တို့ရဲ့အခြေသားတွေကိုပါနှိပ်ကွက်လိုက်သေးတယ်လေနင်တို့ရဲ့အလှပပြန်တာကြည်ပြီးပြန်တော့အမီကရောသဝင်းတို့တယ်တက်ရွယ်မှာပုံစိုးပန်းစိုးကြည့်မကောင်းရှုမကောင်းဖြစ်နေပြီဆိုတော့သူ့ယောက်ျားဖောက်ပြန်မလားလို့ပဲတစ်ဖက်သက်စိတ်တစားဖြစ်နေတာဘကိုးစားလေပြောနောက်ကြည့်အောက်ကြည့်ရမှာမှန်တာပဲပြောရရမှာဘကိုးစားအားတို့ရပ်ပါပြီငါအေးကြတော့မသိဘူးနတ်ကနာကတော့နင်လာပေးနေတယ်ဘာလို့တာလဲတာဒီကနတ်ကနာကရဲဆိုဘယ်သူကအကျော်ထောင်လုံးလိုက်တာနင်လားကဲနင်ဘာလို့ပေးမှလဲကြောစမ်းအပါဖဲယူလို့ပြောလုပ်တယ်နော်ငါစိတ်တော့ငါဆောင်းမယ်ကြောစမ်းမှာဒါတော့ပဲဆောင်းပါဟမ်လာရည်လေးတင်ချင်တဲ့ကောင်အေးဘယ်လိုလဲဖစားလားမဟဲ့မတော်ငါတို့မိသားစုတို့ငါတို့ရဲ့တိတ်ခါတို့ဒီကတည်းကခံရှာသေကျေစုနဲ့သေအောင်လို့ငါတို့တားမယ်ဆိုင်ကွာအမနဲ့သူနဲ့ပဲတည်တဲ့အကြောင်းအရာကိုအမပြောပြမယ်အဲ့ဒါကိုပြောပြလိုက်ရင်ငါမောင်သူရုံသွားလိမ့်မယ်အကယ်ဒမီလေးကိုဝေးနေတာအကယ်သူ့ပိုင်သားမှာကပ်ပြီးထားတော့သူပြောတဲ့စကားကိုကျွန်တော်တိကျပြောပြအကယ်
လိုချင်နေတဲ့သမီးလေးကိုတော့ဝေးပေးရမယ်ဆိုသူ့အသက်နဲ့လဲပြီးဝေးပေးပါမယ်အကဲနဲ့သမီးကိုဟောတယ်သူ့ရဲ့နောက်ဆုံးညမှာအင်္ဂလိပ်နဲ့ကျွန်တော်ပြောတဲ့စကားကိုယုံကြည်ပေးပါ